webinar လေးစလိုက်ပါ Recording in progress. မင်္ဂလာပါရှင်ဒီနေ့ CSCM မှာနေပြီးတော့ကျွန်မပြုလုပ်တဲ့ webinar လေးကိုတက်ရောက်ပေးကြတဲ့ကျောင်းသားကျောင်းသူတွေမိဘတွေနဲ့ဧည့်သည်တော်များအားလုံးမင်္ဂလာပါရှင်ဒီနေ့ webinar လေးမှာတော့ China က Top Medical University တွေက Zhejiang University International School of Medicine နဲ့ Capital Medical University ကနေပြီးတော့admission offers ရထားတဲ့ CSCM မှာကျောင်းသားမောင်ကောင်းစစ်တာကိုတိုင်းဒီ webinar လေးမှာသူ့ရဲ့ပြင်ဆင်ခဲ့ပုံတွေပြီးတော့အတွေ့အကြုံတွေနဲ့အောင်မြင်မှုရခဲ့တဲ့လမ်းကြောင်းတွေကို sharing လုပ်ပြီးသွားပါမယ်ဖြစ်ပါတယ်ရှင်မောင်ကောင်းစစ်တာက2025ခုနှစ်မှာ Grade 12 ကိုအောင်မြင်ခဲ့ပြီးတော့ December 2025နဲ့ March 2026လောက်မှာCSC exam ကိုပြီးဆိုခဲ့ပြီးတော့ China ရဲ့ Top Medical University တွေက Zhejiang University International School of Medicine နဲ့ Capital University ကနေပြီးတော့ admission offers ရခဲ့တဲ့သူတွေဖြစ်ပါတယ်ရှင်ဒီ webinar မှာတော့ CSC exam ကိုဘယ်လိုပြင်ဆင်ခဲ့လဲ exam date မှာပေါ့ term management ကိုဘယ်လိုအသုံးချခဲ့တယ်လဲ Top University ထဲကနေပြီးတော့ admission offers ရအောင်ဘယ်လို application ကိုပြင်ဆင်ခဲ့လဲ Zhejiang University International School of Medicine နဲ့ Capital Medical University နဲ့ခုကနေပြီးတော့ဒီ university နဲ့ခုကနေပြီးတော့ဗောနော် admission offers ရအောင်ဘယ်လို process လုပ်ဆောင်ခဲ့လဲပြီးတော့ဒီ university နဲ့ခုကနေပြီးတော့ဘယ်အကြောင်းကိုဘယ် university ကိုတက်ဖို့ရွေးချယ်ခဲ့လဲဆိုတာတွေကိုမျှဝေပေးဖို့အတွက်မောင်ကောင်းစစ်တာကိုဖိတ်ခေါ်ပါတယ်ရှင်အမကတော့ CSCM မှာကနေပြီးတော့ education consultant မှာနလမ်းကျင်ပဲဖြစ်ပါတယ်ရှင်ဒီ webinar လေးရဲ့ခေါင်းစဉ်လေးကတော့ Top Medical University with one big decision ပဲဖြစ်ပါတယ်ရှင်အခုဆိုရင်ဒီနေ့ရဲ့ speaker ဖြစ်တဲ့မောင်ကောင်းစစ်တာကိုကြိုဆိုလိုက်ရအောင်ပါရှင်မင်္ဂလာပါမောင်လေးကောင်းစစ်တာရဲ့မင်္ဂလာပါဗျာဒီ webinar ကိုတက်ရောက်ပေးကြတဲ့ကျောင်းသားကျောင်းသူတွေရဲ့အတွက်ပေါ့နော်ကိုမိတ်ဆက်ပြီးတော့ sharing section လေးကိုစတင်ပြီးလို့ရပါပြီရှင်ဟုတ်ကဲ့ဗျဆိုရင်ကျွန်တော် screen share လိုက်ပါမယ်ဗျဟုတ်ကဲ့ကျွန်တော်နာမည်ကတော့အကောင့်ဆက်တာပါဗျကျွန်တော်ကတော့ဒီ Zhejiang University နဲ့နောက်တစ်ခုက Capital Medical University ကိုဝင်ခွင့်ရထားတဲ့အကြောင်းသားပဲဖြစ်ပါတယ်ဗျအဲ့တော့ဒါကတော့ကျွန်တော်ရဲ့ဟိုပါပေါ့introduction ပေါ့ကျွန်တော်ကတော့အဲ့ဒီနိုဝင်ဘာ2006နိုဝင်ဘာမှာအမွေရဖြစ်တယ်ပြီးရင်ကျွန်တော်ကတော့ငယ်ကလေးကဆေးရစိတ်ဝင်စားလားဆိုတော့ဆေးရလည်းကျွန်တော်စိတ်ဝင်စားပါတယ်ဒီဘက်မှာကျွန်တော် March 2025မှာဟိုဟာဖြစ်ခဲ့တယ်ကျွန်တော်အောင်ခဲ့တယ်အောင်ပြီးမှကျွန်တော်က 4D ထွက်ခဲ့တာဖြစ်ပါတယ်ကျွန်တော်ကအဲ့တင်ချာရဲ့ chemistry ရဲ့ physics ရဲ့ biology ရဲ့ဒါတွေထွက်ခဲ့တယ်ထွက်ပြီးမှကျွန်တော်ကဒီDecember မှာကျွန်တော်ကတင်ချာနဲ့ chemistry နဲ့ဖြေခဲ့တယ်ပြီးရင် March မှာကျွန်တော်က physics ကိုဖြေခဲ့ပါတယ်အဲ့တော့ကျွန်တော်ရဲ့ score တွေကကျတော့mathematics မှာ95 chemistry မှာကျတော့75နဲ့physics မှာကျတော့65ရခဲ့ပါတယ်ပြီးကြမှာ IELTS ကတော့7.5အဲ့ဒါ March ပြီးရနဲ့ကျွန်တော်ကZhejiang University ကိုရှောက်ခဲ့တယ်ရှောက်ပြီးမှZhejiang University ရဲ့ interview ပြီးမှကျွန်တော်က Capital Medical University ကိုရှောက်ခဲ့ပါတယ်ပြီးကြမှာနှစ်ခုလုံးရဲ့အဲ့ဒီနှစ်ခုလုံးရဲ့ဟို acceptance letter ရမှကျွန်တော်ကအဲ့ဒီZhejiangကိုပဲကျွန်တော်ရွေးဖြစ်ခဲ့ပါတယ်ဒါကတော့ကျွန်တော်ရဲ့ matriculation examination ရဲ့အရလဒ်တွေပဲဖြစ်ပါတယ်ကျွန်တော် bio 98ရ chemistry 98ရပြီးရင် physics က94ရ mathematics က91ရ English ကတော့73နဲ့မြန်မာကတော့67ပဲဖြစ်ပါတယ်အဲ့တော့ total ကတော့521ရပြီမှဒီဘက်စေးချောင်းကလည်းဒီဘက်စေးချောင်းရဲ့အဲ့တော့ကျွန်တော်နှစ်ကဖြတ်မှတ်က251ဖြစ်နေအဲ့ဒါအောင်မှကျွန်တော်က269တော့ရခဲ့ပါတယ်အဲ့ဒါအောင်မှကျွန်တော်ဒီဘက်ကိုမတက်ပဲနဲ့ကျွန်တော် China ဘက်ပဲတွားမယ်ဆိုပြီးမှဆုံးဖြတ်ခဲ့ရပဲဖြစ်ပါတယ်အဲ့တော့ဒီ bio ကျတော့မြန်မာကျတော့ဟိုပါပေါ့လေ memorization base ဆိုတော့ဒီ back ပိုင်းကကျွန်တော်အဲ့အချက်ပိုင်းကတော့ကျွန်တော်နည်းနည်းအားတာတယ်အဲ့တော့အဲ့ဒါနဲ့ bio ကတော့ကျွန်တော်အမှတ်များခဲ့တယ်ဒီဘက်မှာကျတော့
chemistry ကလည်းဒီဟိုရခဲ့98 ရဲ့အဲ့တော့ဒီဟာတွေကတော့ကျွန်တော်ငယ်ကလေးကဟို science subject တွေကတော့ကျွန်တော်အားအသာဆုံးတွေပဲဖြစ်ပါတယ်အဲ့တော့ဒီဘက်က CSCA ကလည်းဟိုကတော့မထူးပါဘူးဒီ10 11 12စာတွေကတော့ကျွန်တော်များပါတယ်အဲ့တော့10 11 12တင်ချာတို့ chemistry တို့ physics တို့ရတယ်ဆိုရင်ဒီ CSCA ကလည်းကျွန်တော်လွယ်ပါတယ်လွယ်တယ်ဖြစ်တဲ့အတွက်ကြောင့်မလို့ဒီကျွန်တော် CSCA ကိုကျွန်တော်နည်းနည်းလေးကျွန်တော်ရှင်းပြပါမယ်အဲ့တော့ CSCA မှာဒါကတော့ကျွန်တော်တို့ CSCA တင်ချာရဲ့ syllabus တွေပဲဖြစ်ပါတယ်အဲ့တော့ duration ကတော့ကျွန်တော်တို့တနာရီအတွင်းtotal point ကတော့100ပြီးရင်ဒါက English လို့လည်းရတယ်နောက်တစ်ခုက Chinese ဆိုလည်းရပါတယ်အကယ်ကိုက Chinese program တက်မယ်ဆိုရင်တော့ကျွန်တော်က Chinese ကိုဖြေရပြီးမှ English taught program တွေတက်မယ်ဆိုရင်တော့ကျွန်တော် English ကိုဖြေရမှာပဲဖြစ်ပါတယ်ပြီးရင် multiple choice အကုန်လုံးကတော့ multiple choice တွေပဲ option ကတော့ကျွန်တော်၄ခုပေးထားပါတယ် number of question ကတော့40နဲ့မှ10ပုတ်ပဲဖြစ်ပါတယ်အဲ့တော့40နဲ့မှ10ပုတ်ကိုကျွန်တော်တို့ကမိနစ်60အတွင်းဖြေရမှာမိနစ်60အတွင်းဆိုတော့တပုတ်ကို80နဲ့မှ5စက္ကန့်ပဲရတာအဲ့ဒါမှဒါကကျွန်တော်တို့ရဲ့ဒီကောင်က content module ပဲ set and inequality ရဲ့ function ရဲ့ geometry and algebra probability and statistics ဒီ set and inequality မှာဆိုလဲဟိုဟာတွေတင်ရဒီကျွန်တော်ကဒီ government school ဘက်ကဆိုတော့ဒီ definition operation representation set တွေကျွန်တော်ငငယ်ကျွန်တော်ထင်9တန်းလောက်မှကျွန်တော်တင်ရလိမ့်မယ်10တန်း9တန်းပေါ့ဒီလောက်မှတင်ရလိမ့်မယ်ပြီးရင်inequality တွေကကျွန်တော် quadratic ဒီမှာဆိုရင်သူကတော့ဟုတ်တယ် module ကလည်းကျွန်တော်၄ခုခွဲလိုက်တာ၄ခုခွဲပြင်မဲ့အကုန်လုံးကတူလားဆိုတော့လည်းမတူဟိုမေးတဲ့ပုံစံကျွန်တော်ဒီ sets and inequality စအချင်းကျွန်တော်တို့ကဟိုလာလိမ့်မယ်1နဲ့2မှာဆိုရင် set ကကျွန်တော်တို့ဒီနံပါတ်ဖို့လာလိမ့်နှစ်ပုတ်လာနံပါတ်ဖို့ဆိုတော့နှစ်ပုတ်လာမှာပေါ့ပြီးကြမှာ quadratic property of inequality တုံးပြီးမှကျွန်တော်မမိတာ property of inequality တုံးပြီးမှကျွန်တော်တပုတ်ဖြေရလိမ့်မယ်ပြီးရင် quadratic inequality ကတပုတ် rational inequality ဒီမှာကျွန်တော်တို့မြန်မာအကြောင်းမှာပြောမမိတော့ကျွန်တော် rational inequality တော့မတင်ရအောင် fractional inequality ပဲခေါ်ပါဒီတစ်ခုတော့ကျွန်တော်တော့ပြန်ပြီးမှကြည့်ရမျိုးပါတယ်အများစုကတော့ကျွန်တော်ငယ်ကလေးကတင်ချာလဲကြိုက်တဲ့သူဖြစ်တဲ့အတွက်ကြောင့်မလို့ဒီအများကြီးတော့ကျွန်တော်လှုပ်ရှားတော့မလိုခဲ့ဘူးဘာလို့ဆိုအများစုကကျွန်တော်တင်ပြီးသားကျွန်တော်မှတ်မိတာပြီးသားဆိုကျွန်တော်မတင်ဘူးတဲ့ content တွေပဲကျွန်တော်သေချာပြန်ကြည့်ပြခဲ့တယ်ပြီးရင်ဒီမှာဆိုလဲ concept and properties of function တွေဖြစ်တဲ့ domain range monotonicity parity ဒါဒီဆိုလဲကျွန်တော်တို့10 11 12မှာကျွန်တော်တို့တင်ရတယ် domain range ဆိုရင်ကျွန်တော်တို့ grade 10မှာတင်ရတယ် monotonicity ဆိုရင် grade 12မှာတင်ရတယ် parity ဆိုလဲ grade 11မှာတင်ရတယ်အဲ့တော့ဒီဟာကမြန်မာအကြောင်းသားအတွက်ခက်မခက်ပါဘူးတခြားမှာလည်းတင်ရပါတယ်တခြားပြီးရင်နောက်က basic elementary function ဖြစ်တဲ့ power exponential logarithmic trigonometric ဒါလည်းကျွန်တော်တို့ဒီမှာဆိုရင်အများဆုံးကတော့ trigo ပဲ trigo ဆိုရင်မမိလောက်က10ဘုတ်လောက်ကတော့ trigo ကမေးတယ်40နံပါတ်10ဘုတ်မှာဒီ trigo ကြီးပဲကိုသူက10ဘုတ်လောက်ကတော့မေးတယ်ပြီးကြမှာ arithmetic and geometric sequence တွေsorry မေးပြောပါလေဒီဆိုတော့ကျွန်တော် grade 11မှာသင်ရတဲ့ဟာတွေရှိမယ်ပြီးရင်ဒီ basic of derivative and calculus ကကြတော့မမေးဘူးလေဦးကျွန်တော်ကြည့်မိအမေကဟောင်းနေကျွန်တော်ကြည့်မိလောက်ကတော့ဒီကောင်ဆိုရင်မမေးဘူးဒါမှလည်းကျွန်တော်ကအဲ့တုန်းကတော့ December ဆိုတော့ဟို resource တွေကလည်းကျွန်တော်တို့မှာမရှိဘူးမေကွန်ကြည့်စရာ pass paper တွေကလည်းမရှိတဲ့အခါကျတော့ကျွန်တော်တို့ကအကုန်ကြည့်ခဲ့ရဒါပေမဲ့နောက်ပိုင်းနေမေးတာကြည့်လောက်ကလည်းကျွန်တော်ဒါကောင်ကတော့ derivative တွေကတော့ကျွန်တော်မမေးဘူးလေဘူးပြီးကြမှာဒီ plane analytic geometry ကအဲ့ line တွေဆိုလဲကျွန်တော်တို့ grade 10တို့တင်ရတယ် circle ဆိုရင်ကျွန်တော်တို့ grade 12မှာတင်ရတယ်ပြီးကြမှာparabola ဆိုလဲကျွန်တော် grade 12တို့ grade 10တို့မှာတင်ရပြီးကြမှာဒီ ellipse of hyperbola တွေကျွန်တော်တို့ကတော့စိမ့်တယ်အဲ့ဒီတော့ကြောင့်မလို့ဒီ ellipse of hyperbola တွေကျွန်တော်တို့ပြန်ပြီးမှကျွန်တော်တို့ပြန်ပြီးမှဒီဟာတွေကပြန်ပြီးမှကြည့်ခဲ့ရတယ်ကြည့်ပြီးမှ vector operation တို့ဒီ complex ဆိုတာလည်းကျွန်တော်လည်းရင်းနေတယ်ပြီးရင် rectangular coordinate ကလည်းဒီကောင်တွေကလွယ်ပြီးမှကျွန်တော်တို့မသိတာဒီဟာတွေမသိတာnumerical normal distribution ဒီအတွက်ကကျတော့ကျွန်တော်တို့ဒါရမတင်ဘူးတဲ့အတွက်ကြောင့်ဆိုဒါမဲ့လည်းကျွန်တော်ဒါရောတေချာပြန်ကြည့်ခဲ့တယ်မေးလားဆိုမေးပါဦးအဲ့တော့ဒါပါပဲဒီတင်ချာအတွက်ကတော့ပြီးကြလဲအတိုင်းပဲ chemistry ဆိုလဲဟ
ဟိုဟာတွေပါတယ်သူလည်းအတူတူပဲ60 minutes ပဲ100 points Chinese or English ပြီး multiple choice တွေပဲ question 40နဲ့မှ10ပုတ်40နဲ့မှ10ပုတ်မှာအများစုကတော့ဟိုဟာဖြစ်ပါတယ်မြန်မာဟိုဟာတွေတွက်ဆိုလဲဒါရင်းနှီးပြီးသားတွေပါပဲဒီ classification state changes of matter chemical notation equation writing ဒါတွေကလွယ်တယ်ပြီးမှဒါပေမဲ့ချို့ဟာတွေချို့မေးခွန်းတွေကြောက်တယ်ကျွန်တော်တို့ဒီဘက်နဲ့မတူတာတွေလည်းရှိပါတယ်မတူတဲ့အခါကျတော့ဒီဘက်မှာတော့ကျွန်တော်အားတာတယ်98ရဒါပေမဲ့ဒီဘက်CSA ကျတော့75ဖြစ်သွားတယ်ဟုတ်တယ်တချို့ဟာတွေကျတော့ကျွန်တော်တို့မတင်ဘူးတာတွေလည်းကျွန်တော်တို့ကြုံရမှာပဲ CSA ဖြစ်ရင်ကျတော့ဘာလို့လဲဆိုတော့အဓိကကဟိုဟာမတူလို့ syllabus တွေကလည်းဒီတရုတ်နဲ့မြန်မာဒီဘက်ကလည်းမတူတာတွေရှိတယ်အဲ့ဒါခါကျတော့နည်းနည်းလေးအဲ့ဒါရောနည်းနည်းအခက်ခဲတော့နည်းနည်းတော့ရှိတယ်အဲ့တော့အများစုကတော့ပြီးရင် physics ပေါ့ physics ကလည်းအကုန်လုံးအတူတူပဲဒီကောင်တွေကသူ့ရဲ့ syllabus တွေပဲဖြစ်ပါတယ် mechanics တွေဒီ Newton law ရဲ့ application တို့ဒါတွေကကျွန်တော်တို့သင်ရတယ်ဒါတွေလည်းကျွန်တော်တို့သင်ရတယ်အဓိကခက်ခဲတာကဒီ magnetic field တွေ magnetic field ဆိုရင်ချို့ကြတော့ဟိုမေးခွန်းတွေကိုဟိုဟာရှိအရှိကြီးရှိတယ်မေးခွန်းအရှိကြီးတွေရှိတယ်အဲ့တော့တခါလေချို့တွေကြတော့လေ physics ကလည်း physics ကတော့ဒီသုံးပါလာမှာဆို physics က heavy အဖြစ်ဆုံးလို့ကျွန်တော်တို့ပြောလို့ရတယ်ဘာလို့ဆိုတော့သူ့ဟာက module ကလည်းများတယ်ပါဝင်တဲ့ content လည်းများကြီးရတာတွေကလည်းကျွန်တော်တို့အတွက်ကများတယ်အဲ့တော့ CSA ပြင်ဘလောက်ကြာမလဲဆိုရင်တော့ကိုအပေါ်ပဲမူတည်ပါကိုနဲ့ဘလောက်ထိဒါတွေ content တွေနဲ့ယဉ်နေတာလဲပေါ့အကိဒီ content တွေနဲ့မယဉ်နေတာဘူးဆိုရင်တော့ပြင်ဆင်ရတာနည်းနည်းလေးပိုကြာလိမ့်မယ်ကျွန်တော်တို့ကတော့ဟိုပါပေါ့နိုဝင်ဘာလောက်မှာစပြင်တယ်နဲ့တူပါတယ်နိုဝင်ဘာအဲ့ပြီးရတယ်တလားလောက်ပဲပြင်မှာဒီဇင်ဘာလောက်မှာတခါလဲဖြေလိုက်ရတဲ့အခါကြတော့time management အနေနဲ့ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဘယ်ဟာမဆိုကတော့ဒီစစချင်းလိုက်လွယ်တာကြီးပဲအဲ့တော့တပုတ်ချင်းစီကိုကျွန်တော်တို့ကဟုတ်တယ်ပြန်တွန်းလိုက်ရင်တော့75 second နဲ့ရတယ်ဒါပေမဲ့လေဒီစစချင်းကတော့လွယ်တာကြီးပဲသူကတော့မေးတာခက်တာမလား CSA ကျတော့စကြလွယ်တာကြီးပဲကျွန်တော်တို့မေးတယ်ဒါပေမဲ့ဘယ်မှာခက်လဲဆိုသူ့ရဲ့နောက်ပိုင်းမှာလာပြီးမှခက်တာအတိုင်းပဲကျွန်တော်တို့probability ဆိုလဲနောက်ဆုံး48ဆို probability မေးတာ probability ဆိုလဲဟိုအင်္ဂလိပ်စာစစ်တာလားသင်္ချာစစ်တာလားအဲ့ဒါတော့မတဲကွဲဘူးဖြစ်တယ်ဘာလို့လဲစာပိုက်ကြီးအရှိကြီးပြီးရင်အဲ့ဒါမှကျွန်တော်တို့ပြန်ပြီးမှတွက်လာတယ်ရှိတယ်အဲ့တော့နောက်ပိုင်းကကျတော့နည်းနည်းလေးပို့တချို့ပုတ်တယ်10မိနစ်ကျော်ကြာတယ်ရှိအဲ့ဒါကြောင့်မို့ကျွန်တော်အနေနဲ့ suggestion ပေးချင်တာဒီအရှိပိုင်းကိုကျတော့မြန်နိုင်သမျှမြန်အောင်တွက်တာလည်းပိုပြီးမှကောင်းတယ်အဲ့ဒါမှသာလင်းကျွန်တော်တို့ကအဲ့ဒီရဲ့ပိုနေတဲ့ချိန်တွေ time တွေကိုဟိုအနောက်ကဟာတွေပြီးအောင်လို့ carry နိုင်မှာဖြစ်ပါတယ် physics ဆိုတဲ့ထုံนี้တကောင်မဲ့ဒီ physics chemistry ဆိုတဲ့ရှေ့အဟာတွေလွယ်လေးတွေအနောက်ကဟာတွေမှာသူကကျွန်တော်တို့ချွေးပြန်တဲ့ဟာတွေအဲအကြောင်းဆိုကျွန်တော်တို့တွေကဒီအရှိပိုင်းကိုမြန်မြန်အမြန်အောင်တွက်ပြီးမှအနောက်က time တွေအနောက်ကပု္ပ္ပစာတွေအတွက်ကတော့ time ကို carry ဖြစ်နိုင်မှာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ကြည်တာတွေမပါကြည်တာတွေနဲ့မပါတဲ့ဟာတွေလည်းတွေ့ရမှာပဲဖြစ်ပါတယ်ဘာလို့ဆိုတော့သူကဟိုဟာပဲပြောထားတာကိုသူကခေါင်းစဉ်ပဲပြောထားတာဘာမေးမယ်သူကမပြောထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်မကြည့်ကြတာတွေလည်းပါကောင်းပါနိုင်ဒါပေမဲ့ကောင်းတာကကျတော့multiple choice ဆိုတော့ရန်လိုက်ရင်တော့25% လောက်ကရှိတာโอเคကိုကဒီပါဟာမဖြေနိုင်ဘူးလို့တွေးတိုင်းဆိုတော့သုံးပုတ်ထဲကျန်တဲ့ခါကျတော့33.3% ဆိုတော့နည်းနည်းလေးမှန်နိုင်ရင်တော့နည်းနည်းရှိတာပေါ့နည်းနည်းရွှေရွှမ်းလိုက်ရင်လည်းအဲ့ဒါလေးတော့ရှိတယ်အဲ့တစ်ချက်တော့ကောင်းတယ်အဲ့တော့အဲ့ဒါပြီးတာနဲ့ကျွန်တော်တို့ကဒါကတော့ကျွန်တော်ဖြေခဲ့တာကတော့ဟိုတော့ဟုတ်တယ် home base တော့ဟုတ်တယ်ဒါပေမဲ့ကျွန်တော်ဒီနေ့ပထမဆုံးလဲဖြစ်ပြန်တယ်အမားယွန်းလဲတစ်ခုခုဖြစ်မှာဆိုတာနဲ့ကျွန်တော်ကတော့ IMEC campus မှာရန်ကုန် IMEC campus မှာကျွန်တော်နေတာမန္တလေးမှာအဲ့တော့ဖြေတာကျွန်တော်ဒီ IMEC campus မှာဖြစ်တဲ့အဲ့ရန်ကုန်မှာပထမဆုံးဒီဇင်ဘာမှာဆိုကျွန်တော်ရန်ကုန်မှာတွားဖြေခဲ့တယ် IMEC campus မှာတော်တော်လေးကျွန်တော်တို့တော့အဆင်ပြေခဲ့ပါအကုန် wifi နေရောပြီး aircon နေနဲ့ရောပြီးကျွန်တော်ကိုယ်ပိုင်အခန်းနေနဲ့ရောဆိုတော့တော်တော်လေးအဆင်ပြေခဲ့ပါတယ်အဲ့ဒါကတော့ကျွန်တော်ရဲ့ score တွေပဲဖြစ်ပါတယ်အဲ့ဒါပြီးရင်ကျွန်တော် IELTS ကတော့ကျွန်တော်7.5 ရခဲ့ပါ listening reading ကတော့ 8.5 နဲ့ writing 7.0 speaking ကကျွန်တော်တို့အနည်းဆုံးဖြစ်သွား6.0 နဲ့ကျွန်တော်ဒါပါပဲအဲ့ဒါပြီးရနဲ့ CSA ဒီမှာ CSA မြန်မာမှာကျွန်တော်တက်ခဲ့တာဖြစ်ပါဒီမှာဆရာကြီးကလည်းတော်တော်ကောင်းတယ်ဆရာကြီးရှင်းပြတယ်တော်တော်ကောင်းတယ်ဆရာကြီးရှင်းတာကောင်းတယ်ကျွန်တော်လည်းဒီလိုအမှတ်တွေ track ခဲ့တာဖြစ်ပါပြီးရင်ဆရာကြီးရဲ့ notes တွေရပြီးရင်ကြည့်ဖို့ပေးရ reference စာအုပ်တွေကလည်းတော်တော်အသုံးဝင်ခဲ့ပါဒီ reference စာအုပ်တွေကပဲသူကလည်းမေးတာတွေပဲဖြစ်မေးတာတွေလည်းကျွန်တော်အများကြီးလည်းပါပါတယ်
ပြီးရင်လည်းကျွန်တော်တို့ဒီမှာဆိုလဲဟိုဟာလေ Chinese University ပထမဆုံးရင်းနေရတယ်ဒီအားနဲ့ကျွန်တော်တို့စပြီးမှရင်းနေခဲ့တာ Chinese University အကြောင်းကျွန်တော်တို့အတွက်လည်းစိမ့်လဲစိမ့်တာဟိုကျွန်တော်ပုံမှန်လဲဟိုစင်းတော့မစင်စားမိပါနိုင်ငံခြားမှာတွတ်မယ်ဆိုလဲပြီးကြမှာကျွန်တော်မှာကျွန်တော်ဒီမှာလဲမတက်ချင်တာနဲ့စိတ်မတော့မိတယ်ဒါမှလည်းမတက်ချင်တာနဲ့ကျွန်တော်အတွက် Chinese တခြားနိုင်ငံတွေကျွန်တော်ကြည်မိတယ်ဒါပေမဲ့ Chinese ကျတော့လေဒီ China ကျတော့လေကျွန်တော်နဲ့မြန်မာနိုင်ငံနဲ့လည်းနီးတယ်ပြီးရင်ကျွန်တော်ငငယ်ကလည်းခဏအဲ့ဒီ China ဘက်ကကျတော့ကျွန်တော်အသွားပြန်လောက်တဲ့ခါကျတော့ Chinese culture နဲ့မြန်မာ culture လည်းရင်းနှီးတယ်ပြီး Chinese cuisine တွေကလည်းကျွန်တော်တို့လည်းအဆင်ပြေတာနဲ့ပြီး Chinese University ကလည်း ranking ကောင်းတယ်ပြီးရင် research facility လည်းအရင်ကောင်းတယ်အဲ့အခါကျတော့အဲ့ဒီအတွက်တွေနဲ့ကျွန်တော်ကဒီတရုတ် China ဘက်ကိုကျွန်တော်တွားမယ်ဆိုပြီးမှကျွန်တော်ဆုံးဖြတ်ခဲ့တာဆုံးဖြတ်ခဲ့မှကျွန်တော် IMC နဲ့ကျွန်တော်တိုင်ဆရာလုံးနဲ့ရက်ဆရာတွေနဲ့ကျွန်တော်တိုင်ပင်တယ်ပြီးရင်တက်ကလူတွေကျွန်တော်ရွေးဖြစ်ခဲ့တယ်ရွေးဖြစ်ပြီးမှကျွန်တော်ကတက်ကလူနှစ်ကြောင်းရှောက်ဖို့အတွက်ကျွန်တော်ဆုံးဖြတ်ခဲ့တယ်ကြဲကြမ်းနဲ့ပြီးရင်ကျွန်တော်အဓိက main target ကတော့ကြဲကြမ်းပေါ့ကြဲကြမ်းပြီးမှဒီ capital ကိုကျွန်တော်ကရှောက်ခဲ့ပါတယ်အဲ့တော့ဒီကြဲကြမ်းကျတော့နည်းနည်းလေးတူကနည်းနည်းပိုကြတယ်တခြားကြောင်းနေနဲ့ရှင်လိုက်တယ်ဆိုရင်ကကြတော့ဘာလို့လဲဆိုရင်ဒီကျွန်တော်တို့ရှောက်တာလဲကျွန်တော် March လကုန်လောက်မှာကျွန်တော်ရှောက်ခဲ့တယ်ပြီးကြမှာ April လလေလောက်နှစ်ပတ်လောက်ကြာမှဟိုဟာလာတာဆိုတော့ interview လာခဲ့တယ်ပြီးကြမှာပုံမှန်ဆိုရင်ကျတော့ဟိုဟာနဲ့တီးရတယ်10ရက်လောက်နဲ့ပုံမှန်ဆိုရင်တီးရဒါပေမဲ့ကျွန်တော်နေနဲ့ကျတော့အဲ့ဒီဟိုဟာလည်းဖြစ်သွားတယ် May Day နဲ့လည်းကျွန်တော်ကကြုံသွားပြန်အဲ့တော့ Chinese holiday နဲ့ကြုံသွားတဲ့ခါကျတော့နည်းနည်းလေးကျွန်တော်တက်ကနည်းနည်းကြန့်ကြာသွားကြန့်ကြာပြီးမှကျွန်တော်ဂျွန်လလောက်မှာကျွန်တော်ကအဲ့ result တီးရတယ်အဲ့ဒီဟာမှာဒီကြဲ့ကြံရှောက်ပြီးမှကျွန်တော်က capital ကိုရှောက်ခဲ့ပါတယ်အဲ့တော့ဒီကဟိုဟာတွေအတွက်လည်းအမားတွေရဲ့ဟိုဟာပေါ့အမားတွေကျေးဇူးကြောင်းမဟုတ်ရင်ကျွန်တော်က capital ကျွန်တော်မြန်တယ်တပတ်လောက်နဲ့ကျွန်တော် interview result တီးရတယ်ပြီးရင်တပတ်လောက်နဲ့လည်းဟိုဟာထွက်တယ် result ကထွက်တဲ့ခါကျတော့မဟုတ်ဘူးဆိုရင်အကိ capital ကကျွန်တော်ကစောရှောက်ခဲ့မယ်ဆိုရင်ဟိုကြဲ့ကြံ result ကလည်းမထွက်ဘူးအဲ့တော့ capital မှာပဲကျွန်တော်တက်ဖြစ်ဖို့များတယ်ဒါပေမဲ့ capital ကျတော့ကျွန်တော်တို့ကကျတော့ secondary choice ကို secondary choice ဆိုတော့ကျွန်တော်ကြဲ့ကြံကတော့အဓိက main target ကြဲ့ကြံပဲတက်ချင်တာပေါ့အဲ့တော့ဒါမှလည်းဟိုအဆင်ပြေသွားတယ်capital ကဟို payment deadline မပြည့်မီမှာကြဲ့ကြံထွက်ခဲ့တဲ့ခါကျတော့ကျွန်တော်တို့ကအဆင်ပြေသွားပါတယ်ဗျဒီအားတော့ကျွန်တော်ကြဲ့ကြမ်းနဲ့ဟို capital တွေရဲ့ဟို capital ကတော့ပေကျင်းမှာရှိတာဆိုတော့နှစ်ခုလုံးကတော့ top university တွေပဲဖြစ်ပါတယ်အကုန်လုံးကတော့ဒီ China မှာအကောင်းဆုံး university တွေပဲဖြစ်ပါတယ်အကုန်လုံးကဟိုဟာလည်းကောင်းတယ်ကြဲ့ကြမ်းရွေးဖြစ်တာဆိုကြဲ့ကြမ်းကပို့ပြီးမှ international environment ကလည်းပို့ပြီးမှကောင်းတယ်ပြီးရင်သူ့ရဲ့ teaching တွေလည်းကျွန်တော်ကကြိုက်တယ်အဓိကကတော့အဲ့ဒီမှာကျွန်တော်ရှာကြည့်လဲတွေ့ပါ dual mentorship တို့ dual mentorship တွေကြအဲ့ဒါနဲ့တွေ့မှကျွန်တော်တော်တော်သဘောကျသွားတယ်ကြဲ့ကြမ်းကြတော့ dual mentorship ဆိုတာကကျတော့ကျောင်းသားတယောက်ချင်းစီအတွက်ကဟို research အတွက်ဆရာတယောက်ပြီး clinical mentor ကတယောက်ဆိုတော့အဲ့ဒီအတွက်လည်းတော်တော်သဘောကျတယ်ပေါ့ global ပြီးရင်globally renowned လည်းဖြစ်ပြန်ဆိုတော့အဲ့ဒီအတွက်လည်းကျွန်တော်ကရွေးဖြစ်သွားပဲဖြစ်ပါတယ်ဒါကတော့ March မှာကျွန်တော်တို့ဟိုဟာဖြည့်တယ်ပြီးကြောင်းအောက်တိုဘာနိုဝင်ဘာလောက်မှာကျွန်တော်က IELTS ကျွန်တော်ဖြည့်လိုက်တယ်အောက်တိုဘာဖြည့်မှနိုဝင်ဘာမှာကျွန်တော်ထွက်ခဲ့တယ်ပြီးကြောင်းမှာဒီဇင်ဘာမှာကျွန်တော် CSC ဖြည့်လိုက်တယ်ပြီးကြောင်း March မှာ physics ဒီဇင်ဘာမှာကျွန်တော် Maths နဲ့ Chemistry ဖြည့်လိုက်တယ် March မှာကျွန်တော် Physics ကိုကျွန်တော်ဖြည့်လိုက်တယ်ပြီးကြောင်းမှာအကြောင်းနှစ်ကြောင်းရှောက်လိုက်တယ်ဒါမှ result တွေလည်းတည်ရတယ်ပေါ့အခုကတော့ကျွန်တော်အဲ့ admission letter ရဲ့ပြီး visa ကိုပဲကျွန်တော်စောင့်နေတာဖြစ်ပါတယ်ဗျအဲ့တော့အခုက over question ဆိုတော့ကျွန်တော်ကိုမေးချင်တာရှိလဲမေးလို့ရပါတယ်ဗျဟုတ်ကဲ့ဆိုဒီ webinar နဲ့ပတ်သက်ပြီးတော့ဗောနော်sharing လုပ်ပေးသွားတဲ့အပေါ်မှာမိခလေးမေးချင်တာရှင် chat box လေးမှာမေးလို့ရပါတယ်ရှင်မေးလို့ရပါဗျဟုတ်ကဲ့မေးခွန်းမရှိပဲဘယ်လိုလုပ်လဲဆိုတော့ဟိုအဓိက content ကြည့်လိုက်တယ် content ကြည့်ပြီးမှအခုကတော့ resource တွေရှိခဲ့ပြီ resource တွေအများကြီးလဲကျွန်တော်လာခဲ့ဟို past paper ကြည့်ကြတယ်ရတယ်အခုကရပါတယ်အဲ့တော့ကျွန်တော်ဒီဇင်ဘာတော့တင်းချာဆိုလည်းအတိုင်းပဲတင်းချာဆိုလည်းကျွန်တော်အဲ့မတိတွေဟာဟိုပါတဲ့ဒီ content module တွေကျတော့ဟိုမှာပါတယ်ဘယ်လိုပြောရမလဲဆိုတော့ကျွန်တော်မြန်မာတင်ရုံးမှာပါမြန်မာတင်ရုံးမှာပါတော့အဲ့ဒီရဲ့မြန်မာစာစောက်10 11 12 PDF file တွေရှိအဲ့ဒါကိုကျွန်တော်ကြည့်လိုက်တယ်ကြည့်ပြီးမှတချို့ဟာတွေကြောက်လဲမရှိတဲ့အခါကျကျွန်တော်လည်း sub စာတွေပြန်ပြီးမှလောက်ရမယ်ဆိုတော့အဲ့ဒီနိုင်ငံခြားစာအုပ်တွေကျွန်တော်တွားပြီးမှလိုက်ရှာလိုက်တယ်ပေါ့လိုက်ရှာပြီးမှအဲ့ကအထူးကြီးပါပဲဟိုလားဖြစ်800ကျော်လောက်ရှိတယ်တော့ဟုတ်အဲ့ဒါကနှစ်အုပ်လောက်ကျွန်တော်စာတေချာပြန်ကြည့်ခဲ့သူရဲ့ explanation တွေတေချာပြန်ကြည့်ပြီးဆရာတွေရှင်းတာလဲကျွန်တော်ပြန်နားထောင်
အဲ့အနေကျွန်တော်လောက်ခဲ့တယ်အဲ့ဒါနဲ့ကျွန်တော်အဆင်ပြေသွားတယ်ပေါ့ပြီးရင်ကျွန်တော်ကတင်ချားလည်းငယ်တွေကကျွန်တော်ကစိတ်ဝင်စားတဲ့ဟာဆိုတော့ကျွန်တော်တွက်ရတယ်လည်းနည်းနည်းတော့မြန်သွားတယ်အဲ့လိုမျိုးသာရှိတာပေါ့ဗျအတိုင်းမှာ chemistry ဆိုလဲအတိုင်းမှာဟိုဟာတွေရှိတယ်အဓိကပါတဲ့ဟာဒီဟာတွေဆိုရင်ကျွန်တော်တို့10တန်း10 11 12မှာပါတဲ့ခါကျအဲ့ဒီစာကိုကျွန်တော်ပြန်ကြည့်ပြီးရင်11ဟာလည်းကျွန်တော်ပြန်ကြည့်ပေါ့ပြန်ကြည့်ပြီးမှဟိုတချို့ဟာတွေဒီကောင်းလေးဆိုရင်မရှိဘူး methods for separation or analysis of industrial chemical processes ဆိုဒါဆိုရင်မရှိတဲ့ခါကျတော့ဘာတုံးလဲ AI တုံးမှာဒါပဲရှိတယ်ကျွန်တော် AI ကိုနှုတ်ဆုပ်ကန်ဒီဟာတွေပြောတယ်ပြီး AI ရှင်းခိုင်းတယ်ရှင်းမှ AI နဲ့နှုတ်ဆုပ်ကန်ပြီးဒီကဆရာတွေနှုတ်စီပြန်ကြည့်ပေါ့အဲ့လိုမျိုးတော့ရှိတာပေါ့လေဒီဒါမှလည်းကျွန်တော်တို့စန်တဝါပဲဟိုဒီဇင်ဘာဆိုတော့စန်တဝါပဲဆိုတော့အစင်တော့အကောင်းဆုံးတော့ဖြစ်သွားပါတယ်ဗျဘာလို့ physics ကိုခွဲဖြေရလဲဆိုတော့အဲ့တော့မသိဘူးကျွန်တော်ကျောင်းအစားတော့3ခုဖြေမလို့ဒါပေမဲ့ရှောင်းလိုက်တာခါကျတော့2ခုပဲရလာမသိဘူးအဲ့ဒါနဲ့ကျွန်တော်ကအဲ့ physics ကို January ဖြေမယ်ဆိုတော့ပေါ့ January မှာနည်းနည်း physics လည်းနည်းနည်းစာကြည့်ကျင်တာနဲ့ကျွန်တော်ကဟိုမှာ March မှာပဲကျွန်တော်ခွဲဖြေလိုက်တော့တာအဲ့နည်းနည်းလေးဟိုကျောင်းရှောင်းနေတာဟိုကစောရှောက်တာတော့ပုံမှန်ကောင်းတယ်ကျွန်တော်တည်းနည်းနည်းလေးနောက်ကျသွားလို့လည်းပြောလို့ရမှာအဲ့ဒါနဲ့ result ကလည်းနည်းနည်းကြာရဖြစ်သွားand အော်တနေ့မှာဟိုဟာရှိ5ချိန်ရှိတယ် December ရယ် January ရယ် March ရယ် April ရယ် June ရယ်ဒါပေမဲ့ June မှာကျွန်တော်အဲ့ဆေးချောင်းတွေတွားခြင်းနဲ့ June ကျွန်တော်တွားပြီးမှဟိုလုပ်လို့မရတော့တွားဖြည့်လို့မရတော့ဘာလို့ဆိုတော့အဲ့အချိန်ဆိုရင်အကုန်ပိတ်သွားပြီ April တော့မှနည်းနည်းနောက်ကျရင်ကျွန်တော်တို့ကပြောလို့ရတယ်အဲ့ဒါနဲ့ကျွန်တော် deadline နဲ့ဘာ April မှာဟိုလုပ်ပြီးသူက10ရက်လောက်ကြာတယ် CSC result ထွက်ဖို့ကအဲ့တော့အဲ့ဒါနဲ့ April လကုန်တော့မှရှောက်တယ်ဆိုရင်နည်းနည်းလေးကြဲ့ကြမ်းပါညာဆိုရင်တော်တော်နောက်ဟိုတိရပါညာ June လောက်မှဖြစ်သွားမှာအဲ့လောက်ဆိုရင်နောက်က Under 18ကဖြေလို့ရလားဆိုတော့ကျွန်တော်တို့အဲ့ဒီဟိုဟာပေါ်မူတည်တာအဓိက Under 18ဟိုအထက်တန်းပြီးပြီလားပေါ့အဓိကကတော့ဘာလို့ဆိုအထက်တန်းမပြီးဘူးဆိုတော့ကျွန်တော်ကတွားပြီးမှစေးချောင်းတွားရှောက်လို့လည်းမရဘူးလေမရဘူးဆိုတော့အထက်တန်းပြီးရင်တော့ရတယ်ရှောက်လို့ရတယ်ဖြေတော့ဖြေလို့ရမှာပေါ့ဘာလို့ဆိုတော့ကျွန်တော်အထက်တန်းပြီးသွားပြီဟိုအဲ့ခါကျတော့စားကလည်းအဆင်ပြေသွားပြီအထက်တန်းမပြီးဘူးဆိုရင်ကျတော့တချို့စာတွေကနည်းနည်းဟိုဖြစ်သွားပြီကျွန်တော်မတင်ရတွေရတယ်နည်းနည်းများမှာပေါ့ကြဲ့ကြမ်းဆိုရင်တော့ပုံမှန်စေးချောင်း China စေးချောင်းတွေကတင်ချာနဲ့ chemistry ပဲတောင်းတယ်ကြဲ့ကြမ်းတဲ့အတိုင်းပဲတင်ချာနဲ့ chemistry ပဲတောင်းဒါပေမဲ့သူကတော့ clearly state ပဲသုံးပါတာဖြစ်ရင် a chance ကပိုပြီးမှပေးမယ်သုံးပါနဲ့ဖြည့်ရသူကိုပိုပြီးမှ chance ကိုပေးမယ်ပေါ့အဲ့လိုမျိုးပြောရတဲ့အတွက်ကြောင့်ကျွန်တော်ကသုံးပါတာပါတခါလေသုံးပါတာဖြည့်လိုက်တာဗျတချို့ကျောင်းတွေဆိုဟိုပါပဲတောင်းတင်ချာပဲတောင်းတာတိတ်တွေဆိုတော့တည့်ရတိုင်းပဲသူကတင်ချာ main ဖြစ်နေတာသူတို့ကကြတော့တိတ်စကားပြောတယ်တက်ပါဦးကျွန်တော်ကကြီးခဲ့တာကျွန်တော်အမှန်တိုင်းပြကျွန်တော်တရုတ်နယ်ဆက်ဘက်မှာကျွန်တော်ကြီးခဲ့ဟိုပါကချင်ပြည်နယ်ဗမော်မြို့ဆိုတော့တရုတ်နယ်နင်းနီးလေးတက်လာဆိုမတက်ဘူးဘာလို့ဆိုတော့ငငယ်ကလေးကကျွန်တော်ကဟိုမရှိဘူးတိဝက်သွားမယ်ဆိုရင်ကျွန်တော်အဲ့တခါမှမတွေးဘူးအမှန်တိုင်းပြောရရင်ငငယ်ကတရုတ်နယ်နီးလာတယ်ဟုတ်တယ်ခန်းခတ်သွားတယ်ဟုတ်တယ်ဒါပေမဲ့တရုတ်မှာတက်မယ်ဆိုတော့ကျွန်တော်မတွေးတဲ့အခါကျတော့ဟိုကလည်းတရုတ်ကျောင်းနေလဲကျောင်းတကယ်ချင်းအကုန်တက်တယ်နေတရုတ်နယ်ဆက်ပြီးဗမော်ကတရုတ်တွေလည်းအများများတယ်ဒါပေမဲ့ကျွန်တော်မတင်သားဖြစ်ဘူးအခုမှကျွန်တော်ပြန်တင်တယ်အခုမှဟိုက HS ကြီးတူးတော့ပြီးသွားပြီတရုတ်စကားတက်လာဆိုမတက်ဘူးပဲကျွန်တော်ပြောရမှာပေါ့ဒါပေမဲ့လည်း English Talk Program အတွက်ဆိုရင်တော့မလိုပါဘူးဘာလို့ဆိုတော့ University မှာလည်းတင်ပါတော့ဒါပေမဲ့လည်းဟို daily conversation တော့နည်းနည်းတော့ဟိုဖြစ်မှာပေါ့communication တော့နည်းနည်းအခက်ခဲတော့တွေ့မှာပေါ့ဗျအဲ့ဒါပဲရှိပါတယ်အဲ့တော့အကယ်၍ဒီနားမှာတခါလေတင်ထားရင်တော့အကောင်းဆုံးပါပဲအထက်တန်းပြီးတော့တမျိုးနယ်တယ်လားဆိုတော့မဟုတ်ဘူးဝေးတယ်ဘာလို့ဆိုဟိုကောင်ဟိုကြဲကြမ်း main university ဟန်ဂျို campus ကြီးဟိုကကျတော့ ZJUIN ဆိုင်ကျတော့ကျွန်တော်တိတာဆိုရီဘူး campus ကျွန်တော်အထင်အဲ့ဒါကျွန်တော်မေးကြ3နိုင်လောက်တော့သွားတယ်တမျိုးနဲ့တမျိုးဘယ်ဟာဘူးခက်ခဲကြဲကြမ်းဘူးခက်ခဲတာပေါ့ဗျဘာလို့ဆိုတော့ capital ကအမုံမရှောက်လို့ပြောင်းအဲ့ဒါနည်းနည်းတစ်ခုချင်းစီကျွန်တော်သွားပြပါမယ်ဘာလို့ဆိုတော့ capital ကမေးခွန်းနှစ်ခုပဲမေးတာ why capital medical university ရဲ့ပြီးရင်ဟုတ်တယ် why do you choose capital medical university ဒါပဲပြီးရင် self introduction ရဲ့နှမျိုးပဲမေးတာအဲ့တော့ဟို capital ကျတော့15မိနစ်လောက်နဲ့ပြီးတယ်ဘာလို့အမှန်နဲ့ဆိုတော့ဟို9မိနစ်တော့မကြာပါဘူးဟိုကလည်း capital medical university interview ဆိုဆရာမတယောက်ပဲလာတာ WeChat ကနေ WeChat ကောင်းနေပြီးသွားပြီ
ပြီးကြမှာအဲ့ဆရာမကထပ်ပြီးမှရှင်းပြတယ်သူရဲ့ scholarship တွေကဘယ်လိုရှိတယ်ပြီးရင်အဲ့ရဲ့ dome ကဘယ်လိုမျိုးနေရတယ်အကြောင်းကြောင့်သူရှင်းပြတယ်ဒါပဲကြင်ကြဲကြောင်မဟုတ်ဘူး तू ကနည်းနည်းလေးအထွတ်တက်တယ်စာတွေပါမေးတာbio chemistry physics ဒီစာတွေ तू ကမေးတာမေးတဲ့အခါကျတော့ bio ဆိုလဲကျွန်တော်ပြန်ကြည့်ရတယ်အဲ့ဒီ तू ကကောင်းတဲ့တစ်ချက်ကကျွန်တော်တို့တွေကဘာလုပ်ထားမလဲ personal statement ရင်းရင်ကျွန်တော်ကအဓိကအရေးကြီးတယ်ဘာလို့ 2D personal statement မှာပါတဲ့ဟာကိုပဲ तू ကမေးတာဆိုပါစို့ကိုက personal statement မှာဘာဖြစ်ချင်လဲဆိုပါစို့တယောက်ဆိုရင်အယိုးတစ်ခုဖြစ်ချင်တယ်ပြေးထားတယ်အဲ့ဒါဆိုရင်သူ့အတွက်ကဘာမေးလဲဆိုအဲ့အယိုးချောင်းတွေဆိုင်တာမေးတာအဲ့တော့တချို့ကြလဲဟိုပါဗော cardiologist ဖြစ်ချင်တယ်အဲ့ဆိုရင်နှလုံးကိုက personal statement မှာဘာရေးထားလဲဗောကဲ cardiologist ဖြစ်ချင်တဲ့ရေးထားရင်တေးကြတယ်ကိုနဲ့ကိုမေးမှဟာလေ cardiac အကြောင်းနေတာမှာအဲ့တော့ကိုဒီ cardiac နဲ့ဆိုင်တဲ့နှလုံးကြောင်းတွေကထိုင်ဖတ်တာအဲ့ဒါလေးရှိမယ်အဲ့ပြီးရင်နောက်တစ်ခုကဒါကန်နဲ့လည်းဆိုင်နေတယ်တချို့ကြလဲမေးွားလွယ်လေးတွေကျွန်တော်ကြလဲမေးွားခတ်တယ်ရိုက်ချတာစမ်းကြဘာမှမလာတယ်哦不，就家里有来哇不，有来来没呀？啊，这到家来哦，没话来看的不，这出家来大咩？我怕你没有没嘛么的。毕竟第一家知道，今晚啲啲人对我知道话把咧，COVID-19 讲话录下啦，COVID-19 嘛不录片把咧，一陣咩嘅都我知道，COVID-19 那三年係沒啦，一路係的，virus bacteria 爬過咧，virus 個爬到 antibiotic 呢得到咩呀啦都，畢竟 COVID-19 撇話到呀啦嚟講咗嚟啊爬到，殺得片一路မျိုး嚟，沒的。ကျွန်တော်ကျတော့ဟိုမှာဘာလဲအဲ့ဒါလေးခဲပေါ့အဲ့ဒီမှာကျွန်တော်ကတွားပြီးမှဟို volunteer တွားလုပ်ပြီးအဲ့ဒါကြောင့်အဲ့ volunteer နဲ့ဆိုင်တဲ့ဟာမေးတယ်အဲ့လိုမျိုးကြီးရှိတယ်ပြီးရင်နောက်တစ်ချက်ဇိထားမှာကကျွန်တော် interview လုပ်ရင်သူတို့ရဲ့ accent ကိုကနားလေကြမှာနားလဲမှာသူက Chinese accent ကြီးရောခါကြောက်လဲကျွန်တော်3လလောက်ပြန်မေးရတယ်အဲ့ဆရာမအဲ့ဆရာမလည်းနဲ့ဝေးရတယ်ဝေးပြန်ကြက်ကြမ်းဆို4ရက်လောက်မေးတယ်ဆရာ4ရက်လောက်ဝိုင်းမေးတာအဲ့ခါကျကြက်ကြမ်း15မိနစ်လောက်ကြာဟိုဆိုဘယ်တော့မှမကြာဘူးcapital ခဏလေးပေါ့အဲ့ခါကျတော့ကျွန်တော်ရဲ့ personal statement 900လောက်ထလားမသိဘူးရေးရတယ်အဲ့ဒါဆိုရင်ကိုယ့်ရဲ့ personal statement ကိုပြန်ဖတ်တာအဲ့ဒီအတွက်မေးခွန်းတွေခါလဲကြိုပြင်နာဖို့ရတယ်ကျွန်တော်က recommend ပေးပါတယ်ကျောင်းလျှောက်တော့ uni နှစ်ခုလုံးတစ်ပြိုင်တည်းလျှောက်လို့မရဘာလို့ဆိုရင်သူ့ရဲ့ interview timeline မတူဘူးဗျ interview timeline မတူဆိုပါစို့ကြဲ့ကြမ်းတဲ့ capital ဆိုရင်တစ်ပြိုင်တည်းသွားလျှောက်လို့မရ capital ဆိုရင်ဟိုဟာဆိုရင် interview date ထွက်ဖို့ကတစ်ပတ်ပြီး result ထွက်ဖို့ကတစ်ပတ်နှစ်ပတ်နဲ့ပြီးသွားပြီကြဲ့ကြမ်းကြတော့မဟုတ်ဘူး interview result တီးဖို့ interview date ထွက်ဖို့နှစ်ပတ်ကြာတယ်အကိတ်ကိုကလည်းတစ်ပြိုင်နဲ့ရှောက်လိုက်မယ်ဆိုရင် capital ကြီးက result ကြီးကထွက်သွားပါပြီ capital ကြဲ့ကြမ်းကြတော့မထွက်သေးဘူးမထွက်သေးတဲ့ခါကျတော့ဟိုဘက်ကcapital ပဲကျွန်တော်ငွေလွှဲရမလို့လို့ကြဲ့ကြမ်းမဲ့ဆက်ပြီးမှရှောက်အောင်မလို့လို့အဲ့ခါကျတော့ကျွန်တော်ဗျာများနေတာရှိတယ်ကဲကြဲ့ကြမ်းမပါခင်ဟောကဲဟုတ်ပါပြီကဲ capital ကြီးကိုလွတ်လိုက်မယ်ကဲကြဲ့ကြမ်းမပါခင်ဟောအကဲကြဲ့ကြမ်းမပါဘူးဆိုကိုကနှစ်ခုလုံးလွတ်သွားပြီမဟုတ်ပဲနဲ့ကဲဟုတ်ပြီကဲ capital ကြီးကိုကျွန်တော်ကရှောက်လိုက်ပါပြီအဲ့ဒီချိန်မှာကြဲ့ကြမ်းကြီးကထွက်ခဲ့အဲ့ဆိုရင် capital အတွက်ကငွေကကြဲ့ကြမ်းရှောက်မယ်ဆို capital အတွက်ငွေကတိန့်ကြလောက်ကရှုံးသွားပြီတိန့်80အဲ့လောက်ကရှုံးသွားပြီအဲ့လိုမျိုးရှိတယ်ကျဲ biology မဖြေရပါဘူးမရှိဘူးသူကငါအဓိက၅ဘာသာရှိတယ်၅ဘာသာရှိ humanity Chinese STEM Chinese ဒါတွေကမလို့ physics chemistry တင်ချအဲ့ဒါတွေဖြေရမှာပေါ့အဲ့စင်ဘာများမေးချင်တာရှိသေးလားဗျကျွန်တော်ကင်မရာပိတ်ကြဟိုမီးပြတ်နေလို့မန်လေးကတီးတဲ့အတိုင်းပဲဟုတ်ကဲ့မေးချင်တာရှိရင်မေးလို့ရပါတယ်နော်ဟုတ်မေးလို့ရပါသေးရဲ့ဗျဟုတ်တယ်ဒါပေမဲ့အတိကအဲ့မှာဆိုကျွန်တော်တီးတော့ HSK 4ပြီးရမယ်အဲ့တော့ဟုတ်တယ်အဲ့တော့HSK 4ပြီးရဒါပေမဲ့လည်းကျွန်တော်တို့စဉ်းစားကြည့်လို့6နှစ်တောင်ကျွန်တော်တို့ကတက်မှာဟုတ်အဲ့တော့တစ်နှစ်ကိုတစ်ခု level တစ်ခုပြီးရင်တော့ရတယ်ရအောင်အဲ့လိုမျိုးတော့ရှိတယ်အဲ့တော့ year 3လောက်မှာအဲ့တော့ကိုကဆိုပါဆိုဒီမှာဟိုပြီးသွားပြီ Chinese သွားတော့မယ်အဲ့ကျွန်တော်လည်းအဲ့တိုင်း September လောက်မှာကျွန်တော်တရုတ်စာစတင်တာတရုတ်စာစတင်အခုမှကျွန်တော် HSK 3ပေါ့အဲ့တော့ဟိုက HSK 4လောက်ဆိုရင်ဟောက်စာကျင်ရပါပြီအဆင်ပြေတယ်ဒါမှမဟုတ်လည်းအဲ့မှာ translator ရှိမှာပဲအဲ့လိုပေါ့ဘာလို့ဆိုတော့သူကဟိုတရုတ်မှာဆိုနာမည်ကြီး hospital ပဲအဲ့တော့ဟိုကလည်းရှိမှာပဲtranslator လည်းရှိမှာပဲချိုးကြလည်းမရဘဲနဲ့ဟိုကလောက်တာလည်းရှိတယ်ဖတ်ဖို့ပဲပေါ့လေဟောက်စာရေးရှင်းနေတာဟုတ်တယ် HSK 4တော့လို့ပါတယ်ဗျအဲ့မှာလည်းတရုတ်မှာလည်းသူတင်ပေးမှာပါတက္ကသိုလ်မှာလည်းကျုပ်တိချိန်ပြီးလျှောက်တာလားဆိုကျွန်တော်ကဒီကဟိုဒီ CSC မြန်မာပြီး IMC တို့ကအမတွေကကျွန်တော်
အဲ့မှာကျွန်တော်ရှောက်ပေးတာအဲ့တော့အမားတွေကပဲကျွန်တော်အကုန်လုံးသူစီစဉ်မှလုပ်ပေးပါပါဗျဟုတ်တယ်ကျူတီမှာပဲအမားတွေကအကုန်ချိန်မှရှောက်ပေးလိုက်တာပါကျွန်တော်အဲ့ဒါကြောင့်လည်းကျွန်တော်လည်းအဆင်ပြေသွားပါမရစတူဒန့်ဗီဇာနဲ့ကျွန်တော်အချိန်မှလောက်သွားလို့မရလောက်ရင်ဒီဘောလောက်ခံမှာ no ပြီးကျွန်တော် gate ဆေးချောင်းဆိုတော့လောက်ချိန်လည်းမရှိတော့ပါဘူးရရင်တောင်မှလောက်ချိန်လည်းမရှိတော့ပါဘူးဆေးချောင်းဆိုဆိုင်နဲ့တွေဟိုလုံးချပတ်ချလိုက်နေမှာကဲအဲ့ဆိုအော်ဆေးကောက်လိုက်မရောက်လေဗျ no ကောက်လိုက်တာတော့မရအောင်လက်နဲ့ပဲချမှာဟိုအားလုံးလည်းမရှိပါဘူးဘယ်လိုပြောမလဲဆိုပါတော့ trigo ဆိုလဲကျွန်တော်တို့ကအဓိက special angle ပေါ့ value for special angle တွေတည်ထားမှာပေါ့ cos 30လို့30 45 60ပေါ့အဲ့ဒါရောတည်ထားမှာပေါ့အဲ့ဒါမှလာလေကျွန်တော်တို့ကလည်းမြန်တွက်နိုင်မှာဖြစ်တယ် calculator တော့ကျွန်တော်တို့တွားပြီးမှမတုံးရအောင်အဲ့ဒီအတွက်ကြက်ထားတဲ့ value တွေကတော့ကျွန်တော်တို့ကြက်ကိုကြတာသူကလည်း calculator လို့ပြောမယ်သုံးမှရမယ့်ပု္ပ္ပစာတွေလည်း तू မမေးပါဘူး calculator မသုံးမဲ့တွက်လို့ရမယ့်ပု္ပ္ပစာတွေပဲ तू ကလာတာပါ तू ကမေးတာပါအဲ့ဒီအတွက်တော့ကျွန်တော်တို့စိတ်ပူစရာမလိုပါဘူးရပါတယ်ဟုတ် whiteboard တော့သုံးလို့ရတယ်နော်မောင်ဗျာ whiteboard လေးသုံးလို့whiteboard ဟုတ်တယ် whiteboard နဲ့ချမှာဟုတ်တယ်ကျောင်းစရိတ်နေစရိတ်ဆိုရင်တော့အဲ့ဒါကျွန်တော်ပြမယ်ဒီခါလေးဒီမှာ share လိုက်ပါမယ်ကြည့်ကြံအတွက်ဆိုရင်ကျွန်တော်မှရှိတယ်ဒါကတော့သူ့ရဲ့ ranking ပေါ့ဒါကတော့40 global US ranking ဆိုတာ47အခုကတော့ပိုပြီးမှညင်သွားဒါကတစ်ခုနဲ့တစ်ခုကမတူတချို့ ranking တွေမှာဆို35လောက်ထိရှိတယ်China မှာတော့ဟို3ပေါ့အဲ့တော့ထားပါအောင်ဒါကတော့အဲ့တော့ကျွန်တော်တို့ကုံမဲ့ဟာကဒီမှာရှိတယ်ကျွန်တော်ဒီ network ကကြတော့ဒါကတော့ကျွန်တော်တို့သူကတင်ရမယ့် curriculum တွေပေါ့ဟိုကတော့မတူဒီကမြန်မာကျွန်တော်တငယ်ချင်းတွေကျွန်တော်တငယ်ချင်းတွေအကုန်လုံးပါပဲကျွန်တော်တကယ်ကြီးအကုန်လုံးညာဟိုဟာတက်တာဒီဘက်ကဆေးချောင်းတွေမြဲဒီဘက်ဆေးချောင်းတွေပဲတက်ကြပါသူတို့ ਨੇ မေးကြည့်တော့ဒီကနေ့မတူဒီဘက်ကဟာနေကြတော့နည်းတော့ကွာတယ်ကွာမှဒါကတော့ entry requirement နဲ့ကျွန်တော်တို့ try မှာဖတ်ချင်လည်းရပါတယ်သူစီမှာရှာပြီးမှအဲ့တော့မှဒီမှာဒါသူ့ရဲ့ဟာလေပေါ့ application fee ရ800ပြင် resident permit health examination ပြင် tuition ကတော့42,800 housing ကတော့8,000ပြင် health insurance က800အဲ့တော့ကြီးလိုက်မယ်ဆိုရင်ကျွန်တော်တွက်လိုက်မယ်300ကျော်လောက်တော့ကုန်တယ်ဒါပေမဲ့တကူရေ30ကျန်နေတာဟုတ်အဲ့တော့ပြန့်မြသွားမယ်ဆို900လောက်တော့သွားတယ်ပြန်တနည်း900ပေါ့ကိုအကိကိုကချိုးချံချွေတာသုံးတာတစ်မျိုးပေါ့400ကျော်လောက်ပဲဖြစ်မှာပေါ့ဒါပေမဲ့လည်းမဖြစ်နိုင်ဘူးမထင်ပါဘူး volunteer ဘာတွေဆင်းရမှာလဲဆိုအဓိကကကျွန်တော်ကဟိုမှာမန္တလေးဆိုဟိုမှာသွားဆင်းလိုက်တာဗါလဲItaly ခဲမှာသွားပြီးမှဆင်းလိုက်တာပေါ့အဲ့ကနေမှဟိုဟာလေးရတယ် certificate တွေရတယ်ရန်ကုန်မှာလည်းပေါ်ပါလေဟို volunteer ဆင်းခြင်းကျွန်တော်ငယ်ချင်းဆိုလဲဟိုမှာစေးတာရှိတယ်အခုလိုဖြစ်စေးရုံနေမှာကျွန်တော်သွားပြီးမှဆင်းတာလည်းရှိတယ်အဲ့မှာကျွန်တော်သွားပြီးမှမေးမြန်းမှကျွန်တော်လုပ်လို့ရပါတယ်ဘယ် country မှာဆရာဝန်လုပ်လို့ရလဲဆိုတော့အဲ့တော့တကဘာလုံးကတော့ဟိုဟာပြည့်နေတာ employment rate ကတော့မြင့်နေတာအဲ့တစ်ချက်တော့ကျွန်တော်တို့တစ်ချက်စဉ်းစားမှာဘာလို့ဆိုတော့အများစုကတော့ဟုတ်တယ်China မှာဆိုရင်သူတို့ရဲ့ Chinese license ဆိုပြန်မှဖြေရဒါမှလည်းခက်တယ်ကျွန်တော်လည်းရှာပြီးအကုန်လုံးကတရုတ်လူတွေပဲဖြေရမှာဟိုကိုရက်တင်တာအင်္ဂလိပ်လိုတင်ရမှာဟိုဖြေတော့ဟိုတရုတ်လူတွေပဲအကုန်ဖြေဖြေဆိုတော့သူရဲ့ medical terms တွေလည်းအကုန်လုံးကတရုတ်လူတွေပဲအင်္ဂလိပ်လိုမရှိဘူးလေအဲ့ခါကျတော့ Chinese ကလည်းနည်းနည်းခက်တချို့ကြလည်း black တွေဖြေပြီးမှဟိုကအင်္ဂလန်သွားတာလည်းရှိတယ်ဒါပေမဲ့လည်းအင်္ဂလန်အခု NHS မှာလည်းဟိုဟာဖြစ်နေတာသူ့ဘာလို့တိုင်းနေပတ်လဲဆိုတော့အဲ့လိုဟိုဟာရှိ UK US ဆိုရတာပေါ့အဲ့လိုကျွန်တော် black ဖြေမှာသွားတာရှိပါတယ်ဒါပေမဲ့ကျွန်တော်တစ်ချက်သိထားမှာကျတော့ဟိုပါပေါ့အနောက်နိုင်ငံတွေဆိုရင်ကိုယ်ကဟိုမြန်မာ citizen လည်းဖြစ်ပြန်မြန်မာ citizen ဆိုတော့ဟို US ကလည်း visa ban ဟိုအင်္ဂလန်ကလည်းဟိုသွားမရဒီသွားမရနည်းနည်းတော့တိုင်တော့ပတ်တာပေါ့ပြီးရင်သွားမှာဟို Chinese degree နဲ့ဆိုတော့အဲ့လိုမျိုးနည်းနည်းတော့ရှိတာပေါ့ပြင်ဆင်ရမယ့် document များတာပေါ့ဗျများပါတယ်ဒီမှာလည်းကျွန်တော်တွားပြီးမှကြည့်လိုက်ရပါတယ်ဒါဆိုဒါ document for application
ဒီမှာကျွန်တော်တွားရေးမှာဖတ်လို့ရပါတယ်ဗျ Food and University ဟုတ်တယ်မှန်တယ်အဲ့တော့ကျွန်တော်တို့ကအဓိကတရုတ်မှာကြည့်တွက်မယ်ဆိုတတ်မယ်ဆိုရင်ဟို ranking တစ်ခုပဲကြည့်ရမှာမဟုတ်နောက်တစ်ခုက fees ဟဲ့ကျွန်တော်တို့ကြည့်ရသေးတယ် Food and ဆိုရင်တစ်နှစ်သိန်း800 900လောက်သွားတယ်ရှမ်းဟိုင်ဆိုအဲ့တော့တစ်ချက်ပြန်ပြီးမှတွက်ကြည့်ပေါ့ဗျအကယ်ကိုကဟုတ်ပြီကဲ800 900အိမ်ကတတ်နိုင်တယ်ဆိုပါစို့သိန်း1000လောက်ထိတွားနိုင်တယ်တွားမှာအဲ့တော့6နှစ်ဆိုရင်သိန်း6000ဟုတ်ပြီကဲကိုကအိမ်ကပြင်မှအော်ရမရှာလဲရတယ်ဆိုတော့အစဟိုအခြေအနေဆိုတော့တမျိုးပေါ့တစ်နှစ်သိန်း6000ကဲအဲ့တော့တစ်နှစ်ကိုကဆရာဝန်ဖြစ်ပြီးတစ်နှစ်ဘယ်လောက်စုနိုင်မှာလဲ900လားဆိုပါတော့ကဲတစ်နှစ်သိန်း1000ပြန်စုနိုင်တယ်ပဲထားအောင်အဲ့ဆိုရင်ကိုက school fee ကြေဖို့က6နှစ်ပြန်စုရမှာ ever ဆိုင်ကြီးအဲ့လိုတော့ကျွန်တော်တို့ကရှိတယ်အဲ့တော့ကိုကဟုတ်တယ်ကဲ ranking ကြည့်လိုက်တယ်ဖူးရန်ပုံမြင့်တယ်မှန်တယ်ရှာဟိုင်မှာလည်းရှိတယ်သူက global ranking လည်းပို့ပြီးမှကောင်းတယ်ပြီးရင်ဟို Harvard ကဆရာနဲ့လည်းချိတ်ထားတယ်ကျွန်တော်လည်းဖတ်မိတယ်ကျွန်တော်လည်းအရင်ကြိုက်တယ်ဖူးတယ်ဒါပေမဲ့လည်း school fee ကရှိသေးတယ်ရန်စီကြီးတယ်ရတာပြီးရင် very လေးဖြစ်တယ်ဖူးတန်ကြတော့ရီယူနေရင်လည်း तू က no မရပြန်ဘူးတနည်းကြာအဲ့တော့မှ तू ကဟိုလိုင်းကြောက်သွားလားမသိဘူးလောဟောမောင်လေးကြားရပါတယ်ရှင်ဟုတ်ကဲ့ဟိုကျွန်တော်လိုင်းကြောက်သွားရှင်ခဏပြောလို့ကျွန်တော်ပြောလို့ fees ကိုလည်းကျွန်တော်ပြန်ကြည့်ရတယ် capital ဆိုလည်းအတိုင်းပဲ Beijing ဆိုလည်းကြိုက်ကြံထွက်တဲ့ပုံမှာ fee များတယ်အဲ့တော့ school ranking ကလည်း ranking ကလည်းကောင်းတယ်ပြီးရင် fees ကလည်းတက်တာတယ်ဆိုရင်ကျွန်တော်တို့ကအကောင်းဆုံးကတော့အကျက်ကြမ်းတော့ optimum အဖြစ်ဆုံးပေါ့အဲ့လိုပဲရှိတယ်အဲ့လိုပဲရှိပါဗျရှန်ဟိုင်းကြောက်တောင်တူတူပဲလားပို့ရှန်ဟိုင်းကြောက်တောင်ကဟိုကဖူးတန်အောင်နဲ့တူတူပဲနဲ့တူတယ်school fee တော့ကျွန်တော်မသိဘူးအဲ့ကျွန်တော်ရှာကြည့်တဲ့လောက်တော့ဟိုလောက်တော့ရှိမယ်အဲ့ဖူးတန်လောက်တော့သွားမှဆိုရှန်ဟိုင်းဆိုကြတဲ့ကဈေးကကြီးမှာပဲဗျစန်တမ်မက400လောက်ရမယ်ထင်တယ်ဆိုတော့အဲ့တော့ဒီနေ့အတွက်ကကြဲ့ကြမ်းက तू ကပြောပြီးသားဒီနေ့အတွက်က तू CSC အမှတ်မကြည့်ဘူးဆိုရင်မှ तू ကပြောပြီးသားဒါပေမဲ့ CSC အမှတ်များရင်တော့ scholarship တက် तू ကစဉ်းစားchance ကပိုပြီးမှများတယ်လို့ तू ကပြောပြီးသားနောက်နှစ်တော့မသိနိုင်ဘူးကြဲ့ကြမ်းလိုမျိုးကလည်း ranking မြင့်တဲ့ထဲမှာလည်းပါတယ်အဲ့ဒီအတွက်ကြောင့် very competitive ဖြစ်တယ်အဲ့ခါကျတော့ကိုယ့်ရဲ့အမှတ်က CSC ကလည်းများရင်တော့ပိုပြီးမှကောင်းတာပဲCSC များရင်တော့အမှတ်ကလည်းများလေကောင်းလေပဲပြောလို့ရမှာကိုက400လောက်ရတယ်ကိစ္စမရှိဘူးဒီဘက်ကဟိုမမီလို့ဟိုမှာတက်တာလည်းအများကြီးရှိတယ်အဲ့ကြောင့်ကျွန်တော်ကတစ်ချက်အိတ်မှာဆိုရင်ဟိုတရုတ်ကိုတွားလျှောက်တယ်ဆိုရင်ပထမဆုံးပြောရတာကဒီဘက်မှာစိတ်မမိတယ်မိဒါပေမဲ့တွားတက်တာဆိုပြီးပြောရတယ်မဟုတ်ရင်ကျတော့ဒီဘက်မှာစိတ်မမိလို့တွားတက်တာဘာညာနဲ့ရှိတယ်ရှိလို့ရှမ်းရင်ဆိုနောက်တစ်ခုကဟိုမှာတော့ရှိတာပါ3G တော့ရှိတယ်3G ဆိုတယ်fees ကတော့တူတူပဲဒါပေမဲ့ 3G ကျတော့ဟိုကအရင်အဈေးကြီးတယ်ဗာလဲ don fee ကအရင်ဈေးကြီးတယ်အဲ့လိုတော့ရှိတယ်ကျွန်တော်အဲ့လိုမျိုး fees တွေက IS ကဘယ်လိုပြင်လဲဆိုတော့ကတင်တန်းတက်လို့ပဲကျွန်တော်ကပြောမှာပေါ့ဒါပဲရှိတာဟုတ်တင်တန်းကောင်းတာရှိပါအဲ့ဒါပဲရွေးပြီးသွားတက်လို့ရပါတယ်ဗျအင်္ဂလိပ်ကတော့ကျွန်တော်ဟိုပါပဲငယ်ကလေးကတော့ဟိုပါလုပ်ပါတယ်ငယ်ကလေးကတက်ခဲ့တာဆိုတော့အစင်တော့ပြည်ပါတယ်အဲ့တော့ဟိုအများကြီးတော့ပြင်တော့မပြင်လာရဘူးပေါ့အဲ့တော့လည်းအတိုင်းပါပဲဟိုလောက်ပဲပြင်လိုက်ရတလားလောက်ပဲကျွန်တော်လည်းပြင်လိုက်ရတယ်တလားလောက်ပြင်မှတခါလဲကောက်ဖြေရတယ်အဲ့တော့နှစ်ခါခွဲပြီးတော့ရဒါပေမဲ့ဘာဖြစ်မှာလဲဆိုတော့ဟိုဈေးဟိုဟာပို့ဗာလဲ exam fee ပိုကုန်တာပေါ့ဒါပါပဲဖြေလို့ရဘူးလားရတယ်ဟောသူကနဘာသာဖြေ3ပါးလည်းဖြေဒီ fees ပဲတဘာသာဆိုရင်400နဘာသာဆိုရင်900 3ပါးလည်းဖြေလဲ900ပဲအဲ့တော့တစ်ခါလေးဖြေလိုက်ရင်ကျတော့ဟိုဟာပေါ့
ကဲ3ပါတော့တပြိုင်တည်းဖြည့်တိုင်းမယ်အဲ့ဆို900လည်းပြီးသွားတာပေါ့မဟုတ်ဘူးဒီမှာကျွန်တော်လို့ဆိုရင်ဒီမှာဆိုရင်900ကုန်တယ်ပြီးရင်နောက်တစ်ခါပြန်ဖြည့်400ကုန်တယ်1100လောက်ကုန်သွားပေါ့အဲ့လိုတော့ရှိတယ်တော့အဲ့ဆို400 400 1200ပေါ့1200ဟိုကနဲ့စနစ်6လီ9စနစ်9သိန်း2000 9သိန်း2000 10သိန်းကျော်တော့ကြာမှာပေါ့ငွေလွှဲရပါညာလိုက်ဆိုရင်အဲ့တော့ရှိသွားမှာပေါ့တခါတည်းခွဲပြေ900နဲ့ပြီးသွားပြီလေအဲ့လိုတော့ရှိတယ်အဲ့လိုတော့ရှိတယ်မရမို့ရတယ်ဟိုမှာဒီဇင်ဘာမှာတစ်ခါဖြည့်တယ်ထပ်လုပ်တယ် January မှာတစ်ခါထပ်ဖြည့်တယ်ပြီးကြရင်လုပ်တယ်March မှာဖြည့်ရတယ်ဒါပေမဲ့နောက်ကျတယ် school fee ပို့ကုန်တယ်recommend မပေးပါဘူးမဟုတ်ဘူးတယောက်ရောက်ဘူးလေဆိုတာကကျွန်တော်ကနေဆက်ရောက်ဘူးတာနေဆက်ကျွန်တော်ရွှေလီပေါ့အဲ့ဒီကကျတော့တူပါပဲအဲ့မှာမြန်မာတွေအများကြီးကိုကျွန်တော်မေဆိုလဲအကုန်လုံးပြောလဲမြန်မာလိုပဲပြောယူဝယ်တာပဲကျေသူကတော့မှမတတ်ဘူးနေဆက်ဆိုရတယ်အကုန်လုံးမြန်မာအလုပ်သမားတွေလည်းများတယ်အဲ့လိုရတယ်ကိစ္စမရှိတူစားတော့အဆင်ပြေလားရှင့်ဆိုပြင်ပါပဲလေကျွန်တော်ကကြိုက်တယ်တရုတ်စားဆိုတရုတ်ဟင်းနေကြိုက်တဲ့ခါကျွန်တော်တော့ကအဆင်ပြေမှာပါโอเคတခြားသိချင်တာမေးချင်တာလေးရရှိသေးလားမသိဘူးเนาะချက်session နဲ့အောက်ဆိုတာဟုတ်ကဲ့လိုပါလိမ့်မယ် Guardian guarantee January တော့ဒီဇင်ဘာလောက်ဆိုဖွင့်မိနေတူတယ် January လောက်စရှောင်းတော့ဟိုဒီဇင်ဘာကဲဆိုပါလို့အခုကလေးကကျွန်တော်ကကြိုးပြင်ထားတယ်ဒီဇင်ဘာကောက်ဖြေလိုက်တယ်ပြီးရင် January ရှောက်လိုက်တယ်အဲ့ဆိုတော့အကောင်းဆုံးပဲပေါ့ဒီဇင်ဘာဖြည့်ကိုပေါ်မူတည်တာပေါ့ကိုကဘယ်လောက်မှ ready ဖြစ်မလဲအဲ့လိုရှိမှာပါโอเคကိုကအကောင်းဆုံးဆိုတော့ဒီဇင်ဘာမှာကောက်ဖြေလိုက်ပေါ့ဒါပါပဲband statement ကဘယ်လောက်ပြလဲဆိုတော့ကြဲကြမ်းတော့ band statement မလို့ capital ဆိုတော့ band statement လို့အဲ့တော့ဟိုကတော့နေဒေါ်လာ1000မမီတော့ဒေါ်လာ1000တော့ဒေါ်လာ1000ထင်တယ်ကျွန်တော်ကပြလိုက်ရဟုတ်450 500လောက်ပြဆိုရင်ဘယ်လောက် activity ကိုလည်း main ထားပြီးလုပ်ရမလဲရှင်ကိုကဘယ်ကိုလျှောက်တာလဲပေါ့ကေးဆိုပါစို့ကိုကဟိုဟာပေါ့ရန်ကုန်ဆိုရင်တော့ဟိုဟာရှိတယ်ခုလိုဖြစ်စေးုံနေရှိအဲ့ဒါဆိုရင်တော့ကျွန်တော်တို့ဟိုဟာလေးတွေးပေါင်ချိန်တိုင်းရတာတွေရှိမယ်အဲ့လိုမျိုးကျွန်တော်ကလောက်ရတယ်သူတို့ခိုင်းတာပဲလောက်မှာပါပဲသူတို့ပေးတာတွေလောက်မှာပါပဲကျွန်တော်ဒီဘက်မှာဆိုလဲဟိုဟာတင်ပေးအဓိကတော့အဲ့မှာ stroke patient တွေများခိုင်း stroke ကြောင့်နေတင်ရတယ်ပြီးရင်အဲ့မှာတွေးပေါင်ချိန်တိုင်းရတာတွေရှိတယ်ပြီးရင်အောက်ဆီဂျင်တိုင်းရတာတွေရှိတယ်အဲ့လိုမျိုးပေါ့ဘယ်လို set တွေကိုဘယ်လိုသုံးမလဲအဲ့လိုမျိုးတင်ပေးတာတွေရှိတယ်အဲ့တော့ကိုလျှောက်တဲ့အပေါ်မှာမူတည်မှသူတို့ကလည်းလောက်ခိုင်းမှာပါပဲကျုပ်ဗီဇာလို့လွယ်လားကျွန်တော်လည်းမသိလွယ်မှာပါဟို student visa ဆိုရင်တော့ခက်တော့ပါဘာလို့ကိုမှဟိုအကုန်ရှိ document အကုန်စုံရင်တော့လွယ်မှာပါဟုတ်ကဲ့တော့ webinar ထပ်လို့ဟုတ်ကဲ့ပါဘာများထပ်မေးကြတယ်လဲခင်ဗျမဟုတ်ပါဘူးကျွန်တော်တင်တာအခုကလေးကတတ်ထားပါတယ်သူ့မိအကုန်ဖြစ်နေဖြစ်နိုင်မှာမလဲ
ဆိုတော့ကျင်းဆိုရင်တခြားချိုးကမစီဆိုလွယ်လေးချိုးကျွန်တော်တွေ့မိတဲ့လောက်ပေါ့လေကျွန်တော်လည်းရှာကြည့်တာဇက်ကြီး interview ဆိုရင်လိုက်ရှာကြည့်တာရှာကြည့်တဲ့အခါကျတော့ချိုးကြတယ်လွယ်တယ်ကျွန်တော်ဖြေနိုင်တယ်ပေါ့ကျွန်တော်စလိုက်တယ်ဟိုကလေကမစီဆိုတော့ခေါင်းတော့မတင်ဘူး what is a perfect solution ဆိုပြီးမှစဖဲစားကြရတယ် तू ကဟိုရောက်ချင်း तू ကစောင်းနေထွင်ချပဲလားအဲ့တော့တွားရပါများမပါတော့ဘူးလားပေါ့စိတ်ထဲမှာနည်းနည်းထက်သွားသေးတယ်အကုန်လုံးတော့မရအောင်အမရတယ်ရပါတယ်ကိစ္စမရှိပါဘူးလူတိုင်းလည်းအဲ့လိုပါပဲအဓိကတော့ကျွန်တော်တို့ဟိုပေါ့ပြုတ်ဆိုင်မဟုတ်တာပေါ့အဲ့ကပြုတ်ကဗါလေ emission committee မှာပါတဲ့သူတွေပဲဖြစ်မှာပေါ့အဲ့ရဆရာလေး interview ကဘယ်လိုအရေးကြီး interview ကတော့အရေးကြီးဆုံးလို့ပဲကျွန်တော်အဓိကကိုယ့်ရဲ့ဟာတွေကပြီးပြီတချို့ကြတယ်ဟိုဟာကောင်းတာပဲဘယ်လိုပြောရမလဲအမတ်တွေကောင်းတယ်အမတ်လည်းဝင်နိုင်လည်းရှိတယ်ဝင်နိုင်လည်းရှိတယ်interview performance ကလည်းကျွန်တော်တို့ကအရေးကြီးတယ် interview performance ဆိုပြီးရင်ကိုယ့်ရဲ့ဒီ CSC တော့ပြီးရင် grade 12တို့ဒါတွေကိုကြည့်မှသူက scholarship တွေလုပ်မယ်ပြီးရင်ဟိုအဲ့ဝင်ခွင့်တွေလုပ်မယ်ပေါ့ဒါပေမဲ့ကျဲကြံကြတော့ဟိုကနည်းနည်းလူခေါ်တာများတယ်တရုတ်မှာတရုတ် International University မှာကျဲကြံဒီနှစ်ကကျွန်တော်ကြားလောက်တော့180လောက်ခေါ်တယ်အဲ့တော့များတဲ့ခါကျတော့နည်းနည်း chance ပုံကြီးမှများတာပေါ့တခြားကျောင်းတွေလည်းရှင်းခြားကျောင်းတွေကျတော့ရာခဏတော့မပြည့်ဘူးနဲ့တူတယ်ဖူဒန်ဆိုရင်ဆိုပါလို့ကဲဖူဒန်လုံးမယ်ဆိုရင်ကိုကအကောင်းဆုံးလမ်းပြန်နေအောင်ကောင်းမှရမှာဟိုဆိုရင်45ရောက်ပဲခေါ်တာတော့ CSC ကို50လောက်ပါညာဆိုရင်မရတော့အခါကျအဲ့လိုမျိုးလည်းရှိတယ်အဲ့လိုမျိုးလည်းရှိတယ်အဲ့တော့သူကအဝါနဲ့ interview မခေါ်တော့လားအဲ့လိုမျိုးပေါ့volunteer တောင်းပါလေကိုတက်ကတော့အကုန်လုံးပြင်နိုင်ရင်တော့ chance ကိုများတာပေါ့ဗျအဲ့ဒါပါပဲ chance ကိုများကြရင်เนาะCSC ဆိုကျွန်တော်2ပါးတောင်းနဲ့3ပါးလာဖြေလိုက်တာဒီ volunteer တွေလည်းကိုကအကုန်လုံးလှုပ်ထားတာမျိုးအမက်ကစိတ်တိုင်းကြလာရှင်းဆို scholarship ကတင်ချတော့ကောင်းတယ်ကမစီကထားပါဦးကမစီကလေ85ဆို physics ကဘယ်လိုဖြစ်လို့ဖြစ်သွားမလဲကိုယ့်ကိုယ်လည်းဖြစ်နိုင်တာပဲပြီး track က65 track ကိုယ့်ကိုယ်တော့မယုံဟာဆိုအဲ့လိုမျိုးရှိနေတာပေါ့ scholarship ကကျတော့ရှောက်ကြရမလို့ကြိုက်ကြလို့ဆိုရှောက်ကြရမလို့ကိုကတူဟာတူရွေးပြီးမှပေးမှာအဲ့လိုမျိုးကြိုက်ကြဆိုတော့ yuan 1000ပေါ့အဲ့အများဆုံးမှာ capital လိုမျိုးဆိုရင်တော့ full scholarship တွေလည်းရှိတယ် Beijing government scholarship ပေါ့အချို့ကျဖူးရသွားမြန်မာနိုင်ငံဖူးရသွားတယ်လည်းရှိတယ်အဲ့လိုမျိုးတော့ရှိတာပေါ့ Beijing capital ဆိုတော့ကိုကတွိုင်းမှာရှောက်အောင်မယ်နဲ့တူတယ်တီးတာကြိုက်ကြဆိုတော့မလို့သူကသူရွေးမှပေးမှာဟန်ဂျိုမှာမဟုတ်ပြရီဘူး campus ဟန်ဂျို campus တော့မဟုတ်ဟန်ဂျိုက main campus နဲ့ဟို3နိုင်ကျော်လောက်ဝေးရဗျ3နိုင်ကျော်သွားတယ်ပြောတယ်အခုကြားမှာဘာပြင်ဆင်တာဘာပြင်စရာမရှိတော့လေကျွန်တော်ဗီဇာပဲကြံတော့တာကျောင်းညာဗီဇာမသွားခင်ကြားဆိုဘာပြင်ဆင်လဲဆိုတော့ကျွန်တော်တို့အဲ့ဟိုအတွက်စာတွေနည်းနည်းကြိုဖတ်တာဆိုတာရှိတယ်ဟိုပေါ့ကျွန်တော်တွေဟိုမှာနည်းနည်းအဆင်ပြေအောင်လို့ပေါ့အဆင်ပြေအောင်လို့ဆိုကျွန်တော်အဲ့ anatomy ဆိုကျွန်တော်စာကြိုဖတ်တာမျိုးကျွန်တော်လုပ်နေတယ်အဲ့ဟိုပေါ့ဆရာတယောက်နဲ့ပေါ့ဆရာတယောက်နဲ့ကျွန်တော်အဲ့လိုစာကြိုဖတ်တာတော့ရှိတယ်ပြီးရင်အခုကတော့ကျွန်တော်အဲ့ visa admission letter တော့ဘယ်သူမှကျွန်တော်တည့်ရကြဲကြမ်းတော့ဘယ်သူမှမပေးသေးဘူး admission letter မကြသေးတဲ့ကြောင့်ဟိုကမရသေးဘူးပေါ့အဲ့ visa နည်းနည်းစောင့်တာရှိပါတယ်ဒါပဲရှိရပါဗျဒီနေ့ကြည်တွဲအောင်လာ China မှာဆရာတော်လုံတဲ့ကလေးတွေဘာများပြင်ဆင်မှုပြောချင်လဲရှင်းလို့ IELTS ကြားထဲမှာ IELTS ကတော့ခါလဲခုကတည်းကပြင်တင်နေပါပြီအဲ့ပြင်တင်မှာ IELTS ခါလဲပြင်တင်တယ်ပြီးရင် CSC အတွက်စာတော့ကြည့်တင်နေပြီပေါ့ CSC ဖြည့်ချင်တယ်မလုပ်လည်းရတယ်ကျွန်တော်အဲ့ဒါဆိုရင်တော့နိုင်30လောက်နဲ့ရတယ် CSC ကအကိလုံးရင်ပေါ့ချို့ကြောက်လဲ10ရက်နဲ့ပြင်တာလည်းရှိတယ်နည်းနည်းအောင်ဝယ်ကောင်းလဲအဲ့ဒါကျတော့
နည်းနည်းလောတာပေါ့လောပြီးမှ10ရက်လောက်နဲ့ပြင်လာလည်းရှိတယ်ဘာလို့ဆိုအဲ့ကျွန်တော်ပြိုင်မှဟိုကလုတ်ပေးပါလိုအပ်တဲ့သူကျွန်တော်ချီပြန်လုတ်ပေးပါတယ်လုတ်ပေးတာချိုးကြတယ်ခေါင်း10လောက်နဲ့ပြင်လာလည်းရှိတယ်10လောက်မှလာပြီးမှလုတ်တာလည်းရှိတယ်ပေါ့အဲ့လိုမျိုးနည်းနည်းတော့ရှိတယ်အခုကလေးကတော့အမှတ်ကောင်းကျင်တော့ကြူပြီးမှဖတ်ထားကြည့်ပေါ့11 10 12ကိုယ်စံမရအောင်လို့အဲ့ဒါကကန်နဲ့ဆိုင်နေတယ်ကိုကြည့်တာပါလားမပါလားပေါ့အော် CS ကဟိုကလောက် discovery လောက်တာလည်းမဟုတ်ကျွန်တော်ကြည့်တော့ကြားလေးခတ်လေးပဲမိကုန်းနေရဆိုဖာဆိုကျွန်တော်နုံနာပြမှာမသိဘူးဟိုဟာနဲ့မတူဘယ်ပြောမလဲ great မိကုန်းနဲ့မတူ complex number လို့ပါ complex number ဆိုတပုတ်ပဲပါတာ vector ဆိုလည်းတပုတ်ပဲပါတာအဲ့တပုတ်ကမှ तू ကလည်းလွယ်ရမှာမျိုးခတ်တာကြီးပဲချတာရှိတယ် probability ဆိုလည်းထုံနေ၎င်းမယ်ကျွန်တော် permutation combination တွေတုံးပြီးမှတွက်ရတာလည်းရှိမယ် grade 12 chapter 5ပေါ့အဲ့တုံးပြီးတွက်ရတာလည်းရှိမယ်ခါကြတယ်ဗာမေးလို့မေးမှန်းလည်းမသိအဲ့လိုမျိုးအခြေအနေလည်းနည်းနည်းတော့ရှိတယ်အဲ့ခါကျတော့ဟုတ်တယ်စူးစမ်းမှုလည်းလိုတယ်နောက်တစ်ခုကပြန်ရလည်းအရေးကြီးတယ်white board တွေကကိုယ့်ဘာကိုဟုတ်တာပေါ့ပြအောင်တယ်ကိုယ့်ကိုလည်းပြင်ထားမယ်ပြင်သူတို့လည်းပြအောင်ပြမယ်မစားခင်မှာကျွန်တော်ဝင်ချင်းမှာသူတို့ကအဲ့ကတရုတ်တန်တွေထွက်ခဲ့အော်ဘာတရုတ်ကဟာလာခဲ့လိမ့်မယ်ဒါအတန်ထွက်ခဲ့လိမ့်မယ်အတန်ထွက်မှာအဲ့ white board ပြပါ passport ပြပါပြီးရင်ဟိုဟာပြပါလုပ်လိမ့်မယ်ဒါလည်းသူရဲ့ CSC emission ဘာပြောမလဲလားကျတော့ emission letter emission letter မဟုတ်ပါအဲ့က तू ကအဲ့ပို့ခဲ့လိမ့်မယ်အဲ့ဒီကသူ့ရဲ့ letter ကျွန်တော်ပြလိမ့်မယ်အဲ့3ခုပြလိမ့်မယ်ပြီး white board ကလည်းဖြည့်ပြီးတာနဲ့တခါလဲဖြတ်ပြီးမှအဲ့ဖြတ်ထားတဲ့ဟာလည်းတို့ပြန်ပြတယ်အကုန်လုံးရှင်းပါပြီပေါ့အဲ့လိုမျိုးကျွန်တော်ပြန်ပြရတယ်ရှိတယ်ချိန်လောက်လားရှင်းဆိုတော့ကျွန်တော်တို့လောက်တယ်ကျွန်တော်တို့လောက်တယ်တင်ချာတော့လောက်တယ်ကျန်တဲ့ဟာလိုအပူတောင်ပူသေးဟိုပါဆိုရင်ကမ္ဘာစီဆိုပူတောင်ပူသေးဘာလို့ဆို multiple choice တွေပဲခါကျချုပ်ကြကိုမြရတယ်ရှင်မြရခါကျရွှေကပူတောင်ပူတယ်ကမ္ဘာစီကြတော့အဲ့လိုရှိရ physics ကတော့မလောက်ဘူးလားများတယ်ဟောသူအရင်များတာပြီးရင်တွားတာလည်းအရင်များmap နဲ့မရဘူးဗျ map နဲ့ဟိုဟာရှိတယ်နည်းနည်းခက်ခဲတွေ့တာရှိတယ် map နဲ့ကျွန်တော်တော့ဖြေဖို့တော့ဟိုဟာလောက်ချင်တယ်ပြောချင်တယ် window ကတော့ပုံမှန်ကောင်းတယ်exam setting ကဘယ်လိုထားတင်လဲဆိုရင်ဘေးမှာလူမရှိရဘူးဘာအရေးမှမတွေ့တင်ဘူးဘာအတမ်းမှလည်းမထွက်တင်ဘူးအဲ့ဒါတော့အကောင်းဆုံးပဲပြီးအခန်းထဲမှာကိုယ့်ကိုတယောက်တည်းရှိနေတာမျိုးအဲ့လိုမျိုးပေါ့ပြီးရင်ကိုကနောက်ကနေဟိုဟာလုပ်ပြရဟိုဘာလဲကင်မရာနောက်တော့မှလည်းကိုကပြန်မှထောင်ပြရတယ်ရှိတယ်ဟိုအဲ့လိုမျိုးပေါ့မဟုတ်ဘူးဆိုရင်တော့အဲ့ဒီက violation နဲ့ညှိပြီးမှတစ်ခါတည်းထုတ်ခံရတာရှိလိမ့်မယ်ခါကျနည်းနည်းပြက်နာနည်းနည်းရှုပ်တာပေါ့အဲ့ဒါနဲ့ကြောင်ဆောင်ပွဲကြသွားနိုင်တာရှင်မန္တလေးကအဲ့ဒါလည်းကျွန်တော်စိတ်ပူတာအဲ့ဒါပဲလက်ကားနဲ့ဟိုဖြည့်နေတဲ့အဲ့ဒါနဲ့ကြီးကြောက်အောင်မှာဆိုတော့ထပ်သွားရင်တော့ပြန်ဝင်လဲရမှာပါအဲ့ဒါကျွန်တော်တော့အဲ့အခက်ခဲတော့မရှိကြဘူးအဲ့တော့ကိုကတခါကြိုပြီးမှပြင်တင်တာပေါ့လေဆက်ကြည့်ပြီတော်ပြီလေဗျာနှစ်ခုပဲပေါ့နှစ်ခုမဟုတ်တစ်ခုကတော့ဝင်မယ်လို့ကိုယ့်ကိုယုံသားခါတော့ရတယ်တပ်ပလက်ကြောင့်မထားတော့ဘူး online ရဟို canvas ပြေးကျင်တော့ Thai တို့ Vietnam တို့တွားပြေပေါ့အဲ့ဒါရှိတယ်ဒါပေမဲ့နည်းနည်းပူကြတယ်သူဟာ
capital ဆိုတော့ဟိုကလွယ်ပါလေဝင်တာလွယ်တယ်အခါကျ capital ဆိုတော့ကိစ္စမရှိဘူးရတယ်ဝင်တယ်အော်ရပါတယ်ဗျရပါတယ်ဆရာခေါ်စရာမလိုရပါတယ်ဟုတ်ဗာများမေးချင်တာရှိသေးလဲဗျမီးရဟောကျွန်တော်တော့ဟိုမှာနိုဝင်ဘာမှာစလုပ်တာကြီးရောမီးရဘာမျိုးချုပ်စရာအတိုင်းမှာ10ရက်လောက်နဲ့နှစ်ပါလာ3ပါလောက်ပြန်သွားတယ်ရှိရတယ်မီးတယ်မီးဆိုတာမရှိပါဘူးဒါပေမဲ့စားနေတယ်ပုံမှန်လုံးအောင်ပေါ့ဇူလိုင်ဆိုတော့အေးစိတ်ရပါသေးတယ်ဇူလိုင်ဩဂတ်စက်တင်ဘာအောက်တိုဘာနိုဝင်ဘာ4လလောက်ရှိတယ်အောင်ဒီဇင်ဘာ5လရတယ်မီးတယ်စီးရင်ချိုင်နာဟုတ်ကဲ့ပါဗျကောကျေးဇူးများတင်ပါဟုတ်ကဲ့ပါရပါတယ်ဗျ3လပိုင်းဗျ3လပိုင်းလာကုန်3လပိုင်းလာကုန်ဆိုရင်တော့ဧပြီလလယ်မှာထွက်ဧပြီလလယ်မှာထွက်တဲ့ခါကျတော့ပြီးရင်ဟိုက May Day holiday ရှိတယ်ပိတ်ဘာညာဆိုရင်တော့နည်းနည်းတော့ဟိုဟာရှိတယ်ခက်ခဲနည်းနည်းရှိအဲ့တော့ဟို December January ဖြည့်တိုင်းတော့အကောင်းဆုံးပေါ့ကောင်းအဲ့ဒါပြီးရင်ခါတဲ့တန်းရှော့ပေါ့အဲ့ဆိုတော့အဆင်ပြေပါတယ်ငွေဘယ်လောက်စတွင်းရလဲရှင်းဆိုရင်တော့သူ့ရဲ့ဒီ school fees ကိုအရင်တွင်းရပါတယ်ဒီကောင်2800ဒါအရင်တွင်းရပါတယ်ပြီးကြမှာသူ housing တွေပါညာသူတောင်းပါလိမ့်မယ်ကုန်တွင်းရမဟုတ်ဘူးဒီအရင် tuition fee အရင်တွင်းရဟုတ်ပါတယ်ဗျအကုန်လုံးတစ်နှစ်လုံးစားပါပဲဒီ CSC မြန်မာမှာလည်းဟိုပါ scholarship option လည်းရှိတယ်ဒီမှာလည်းဟိုတက်လို့ရပါတယ်ဗျဒီလိုရှိတာတက်တော့ရတဲ့ဟိုတက်တီဝန်ကောက်ပေးပါမယ်ဟုတ်ကဲ့ပါဗျများစုကစက်တင်ဘာမှာဖွင့်တာဆိုတော့ကျွန်တော်ဟိုဟာလောက်
ကျွန်တော်ထုံးတဲ့ဆိုလည်းဖွင့်တာမတူချိုးကြတော့လေပေါ့ချိုးကြတော့ September 1st မှာဖွင့်တာလည်းရှိတယ်ကျွန်တော်ဒီနှစ်က September 8လို့ပြောတာအဲ့တော့ September လဆန်းတော့တွားမယ်နဲ့တူပါတယ်ရတယ်ပြီးပြန်လာတယ်ကျွန်တော်ပြီးမှပြီးလာပါဟုတ်ကဲ့ပါလေဟုတ်ခုလို details ကြီးရဲ့ sharing လုပ်ပေးရတဲ့အတွက်အရင်ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ကဲ့ရပါပါမေးချင်တာလေးရှိလားမသိဘူးเนาะဟုတ် interview ဘာလို့အရင်မေးရပေါ့မကိုက physics ဆန်မေးရ chemistry လည်းမေးတယ်ပြီးရင်နောက်က ethics တွေရှိတယ်ကြံနေရအဲ့ ethics တွေအဲ့ ethics ဘိုင်းမှာလည်း तू ကမေးသေးတယ်နည်းနည်းတော့ဇရာရှုပ်တယ် तू ကကြဲကြံအဲ့လိုဘယ်ကြောင်းမှမမေးဘူးကောင်းပြောတာတခြားကြောင်းဆို you ethics လောက်ပဲမေးရသူကြောင့်မဟုတ်ဘူးစာရောကောက်မေးရအဲ့လိုနည်းနည်းရှိတယ် तू ဟာကျွန်တော်က bio ဆိုရင်ဗာလဲ chromosome ကြောင်းပါမယ်မမိတလားchromosome ကြောင်းပါမယ်ပြီးရင် protein ကြောင်းပါမယ်အဓိကကိုကဟိုကလုပ်မယ်ဆိုရင်ကျွန်တော်အနေနဲ့အဲ့ bio အတွက်က suggestion ပေးချင်တာ bacteria လို့ပြီးရင် cellular cell အကြောင်းလို့ပြီးရင် bacteria cell တို့ပြီးရင် protein တို့စသဖြင့်ကြည့်တယ် cell မှာဆိုလည်းသူက cell membrane တို့ mitochondria စသဖြင့်ပေါ့အဲ့လိုမျိုးကိုကအကြည့်တယ်ပြီးရင်ကိုကဘာဖြစ်ချင်တာလဲပေါ့ရေးထားမှာကိုကဆိုထားပါအောင်ကဲဟို auto wine သွားချင်တယ်အယိုးပိုင်းသွားချင်အဲ့ဒါဆိုကိုကအဲ့အယိုးနဲ့ဆိုင်တာကြီးမဟုတ်ဘဲနဲ့ကိုကဆို cardiologist ဖြစ်ချင်တယ်ရေးတာအဲ့ဒါလုံးနဲ့ဆိုင်တာကြီးအဲ့လိုမျိုးတော့ရှိတယ်အတက်ကဘာတွေမေးလဲဆိုတော့ထားပါအောင်ကဲကျွန်တော်တုန်းကဒီလူနာစိတ်မတောက်ချင်ဘူးညင်းနေတယ်အဲ့လိုဘယ်လိုလုပ်မှာတော့ဆရာဝန်တွေကို AI ကအစားထိုးနိုင်လားအဲ့လိုမျိုးလားလက်မျိုးလာရှိတယ်အဲ့ဒါသူကကျ active wine ပေါ့အဲ့ဒါကိုကအဲ့မတိုင်ခင်မှာဆိုဟိုကနဲ့လောက်လဲရတယ်အကျွန်တော်ဒီက MSc ကကျတော့လောက်တာဆိုလဲတိတိကဆရာတွေမတိုင်ခင်ကလည်းဟိုကလုပ်ပြရရှိပါ interview preparation လုပ်ပြလည်းရှိပါတယ်ပြီးရင်နောက်တစ်ခုကထားပါအောင်ကိုကအခက်ခဲနဲ့ကြုံလာမယ် challenge တွေကြုံလာဘယ်လိုမျိုးကိုက overcome လုပ်လဲစသဖြင့်ပေါ့အမျိုးလုပ်ပါတယ်ဟုတ်ကဲ့ပါမောင်လေးဟုတ်အသေးစိတ်လေးရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ဟုတ်ကဲ့ပါအဲ့ဒါဆိုရင်ပေါ့နော်အခု CSCM မှာပါပေါ့နော်grade 12အောင်မြင်ပြီးသွားတဲ့ကလေးတွေပေါ့နော်ဒီပါတဲ့ကလေးတွေအတွက်မမတို့ဘက်ကနေ scholarship offers လေးတွေပေးထားပါတယ်ရှင်ဟုတ်ကဲ့ပါရှင်ဟုတ်ဒီနေ့အဲ့ဆိုမေးချင်တာလေးရှိသလားမသိဘူးနော်ဟုတ်ဆရာမရှိတော့ဘူးဆရာဟုတ်ဒီ webinar လေးကို end လိုက်ပါမယ်ဟုတ်မောင်လေးကိုကျေးဇူးတင်ပါတယ်လို့webinar ဟုတ်ကဲ့ webinar ကိုတက်ရောက်ပြီးကြတဲ့အကြောင်းသူအကြောင်းသားတွေရောမိဘတွေအားလုံးကိုပါဟုတ်ကျေးဇူးပါလို့ဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့